ဆက်လက်ပြီးဆရာညီမင်းညိုမှစာပေဟောပြောပေးသွားမှာဖြစ်ပါတယ်ရှင်မင်္ဂလာပါမင်္ဂလာပါကျွန်တော်တို့ဒါချီလေးကကျွန်တော်ဦးတင်ဆွေလောက်တာနဲ့အကျင့်ပါတော့မယ်နဲ့တူတယ်ရှေ့ကနေပြီးတော့ရှာဦးဖုံးကအပါတရားပြောတော့ဒါချီလေးမြို့မှာရှိတဲ့ပြည်သက်ကြီးကလည်းလက်ခုပ်လက်ဝါးတွေတီးပြီးတော့အားပေးကြတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ကတယ်လီဖုန်းတွေလာတော့အပြင်ထွက်ပြောရပါတယ်နိုင်ငံတော်သမ္မတရုံးကဖုန်းဆက်တာပါနိုင်ငံတော်သမ္မတရဲ့ပြောရေးဆိုခွင့်ရှိတဲ့ပုဂ္ဂိုလ်ကဖုန်းဆက်ပါတယ်ခင်ဗျားခုဘယ်ရောက်နေသလဲတဲ့ကျွန်တော်တာချီလိုက်မှာပါလို့သမ္မတကြီးကပြောခိုင်းလို့ခင်ဗျားကိုဖုန်းလန်းဆက်တာတဲ့ပုံမှန်18ကိုခင်ဗျားတို့စာရေးဆရာတွေကမကြိုက်ဘူးမလားတဲ့မကြိုက်ဘူးလို့ကျွန်တော်တို့ညီငယ်တယောက်ဖြစ်တဲ့ဒီငိမ့်လင်းကိုလက်ထိတ်တယ်မကခြေထိတ်ပါခတ်ပြီးတော့ဆောင်ရွက်တဲ့ခင်ဗျားတို့ပုံမှန်ကိုကျွန်တော်မကြိုက်ဘူးလွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်လွတ်လပ်စွာပြောဆိုခွင့်လွတ်လပ်စွာစုဝေးခွင့်ဆိုတာအခြေခံဥပဒေမှာပါပြီးသားပဲအဲ့ဒါကိုခင်ဗျားတို့ကပုံမှန်18နည်းဥပဒေနဲ့ပြန်ပြီးတော့ကန့်သက်ချုပ်ချယ်တဲ့အတွက်လုံးဝမကြိုက်ဘူးအေးတဲ့ခင်ဗျားတို့မကြိုက်ပေမဲ့ကျုပ်ကလည်းတာဝန်ရှိတော့ပြောအောင်မယ်တဲ့အခုခင်ဗျားမကြိုက်တဲ့ပုံမှန်18ရဲ့နောက်ဆက်တွဲတွေထပ်ထွက်လာပြီတဲ့ပထမဆုံးပုံမှန်ကပုံမှန်18ဓာရင်ကောက်တဲ့ခင်ဗျားဘာဖြစ်လို့ကျွန်တော်အဲ့ဒါလာပြောနေတာလဲလို့ခင်ဗျားတို့စာရေးဆရာတွေနဲ့ဆိုင်လို့ပါတဲ့သူသဖြင့်ခင်ဗျားတို့လိုတနိုင်ငံလုံးပတ်ပြီးတော့ဟောပြောပွဲတွေလုပ်နေတဲ့သူတွေနဲ့ဆိုင်လို့ပါအဲ့ဒီပုံမှန်ကဘလို့အကျိုးတရားမှုရှိတယ်လဲပြောပြလို့မြန်လို့အဲ့ဒါကတော့တခြားမဟုတ်ပါဘူးတဲ့ခင်ဗျားတို့ဟောပြောတဲ့သူတွေကိုအောက်ကပရိသတ်ကလက်ခုပ်တီးပြီးအားပေးရင်ပုံမှန်18ဓာရင်ကောက်ဆိုတဲ့ပုံမှန်နဲ့အလုတ်ကျန်းတဲ့ထောင်ဒဏ်3လချမယ်ပုံမှန်ပါပဲတဲ့အဲ့တော့ဒါချီလေးကကျွန်တော်တို့စာပေချစ်ပြည်သက်ကြီးကမကြောက်ဘူးဆိုတဲ့သဘောပေါ့အဲ့ဒါနဲ့ကျွန်တော်ကပြန်ပြောရတယ်ကျုပ်တို့ကနေတကာလှည့်သွားနေတာလို့တချို့ကအိမ်ငိုင်နေတဲ့အချိန်ကျတော့လက်ခုပ်တန်သိမ့်မမြည်ဘူးပေါ့ဗျာလို့တောနယ်တွေမှာကျတော့သူတို့ကျင်နေရင်ကျင်တဲ့လောက်အာပတရတီးကြတာလို့ယုံကွဲသွားအောင်တီးတယ်လို့အဲ့ဒါကြတော့ခင်ဗျားတို့ဘယ်လိုသတ်မှတ်မလဲမပူနဲ့တဲ့အဲ့ဒါပုံမှန်18ဓာရင်မှုတ်တယ်အလောက်ကျန်းတဲ့ထောင်တန်း6လတယ်သူကစောတော့ဆရာဦးဘုန်းကသူချိုချင်နေစားတဲ့အကြောင်းပြောနားထောင်လို့ကလည်းအလွန်ကောင်းဆရာဘုန်းကကျွန်တော်တို့ကတော့ဆရာဘုန်းကိုမာတီဆရာဘုန်းလို့ခေါ်ပါတယ်မာတီဆိုတာကျွန်တော်တို့ကလိုင်းနေအများကြီးပေါ့ဆရာဘုန်းကကြပြားတွေလဲသူကကြပြားဆရာထိုင်ငိုခြင်းစိတ်ပေါက်သွားအောင်သူပြောနိုင်တယ်ဝိထုတွေကိုလည်းသူပြောရင်ဝိထုရေးဆရာတွေမျက်ရည်ပေါက်ကျသွားအောင်သူပြောနိုင်တယ်သူကိုယ်တိုင်ကလည်းအတွေးခေါ်စာတွေအများကြီးရေးတဲ့သူတချင်းဆိုအတန်လည်းအလွန်ကောင်းအဲ့တော့ကျွန်တော်တို့ကသူ့ကိုမာတီဆရာဖုံးလို့ခေါ်တော့နှုတ်ဆက်လိုက်တဲ့အခါကျတော့လက်ခေါက်မုတ်တန်တွေတရှူရှူကြားရတယ်အဲ့တော့ကျွန်တော်ကစောစောကပြန်ပြောတဲ့စကားလေးကိုသတိရတယ်တိတ်ကိုဝေးလံခေါင်သေးတဲ့နေရာတွေမှာလို့တောကပေးတက်ကလက်ခုပ်တရုံနဲ့မကဘူးလို့လက်ခေါက်ပါမှုတ်တယ်လို့ခင်ဗျားဘယ်လိုလုပ်မလုပ်လို့ဆိုတော့မပူနဲ့တဲ့အဲ့ဒါပုံမှန်18တာတလင်းချိတ်တယ်အလောက်ကျန်းတဲ့ထောင်တန်းတစ်နှစ်တဲ့အဲ့တော့ကျွန်တော်တို့လည်းအခုမှပဲနည်းနည်းလေးဘဝင်ကျသွားတော့တယ်အဲ့တော့ကင်မရာမန်တွေကကျွန်တော်တို့ကိုတေချာချိန်ပြီးရိုက်ထားကျွန်တော်တို့ပြောတဲ့ဆိုတဲ့စကားတွေကိုတေချာမှတ်တမ်းတင်စိတ်ထဲကတော့ကြည်နေနေကုန်းလေးတမြင့်မြင့်ဝါပြီးသဘောကျကိုကတော့ကိုယ်အားပေးနေတယ်ထင်တာပေါ့သူစိတ်ထဲကကြိတ်ပြီးပြောနေတဲ့စကားကိုဖြစ်ကိုခံလीကိုဖြစ်ကိုခံမဲတဲ့မျက်နှာပြုံးဖြည်းဖြည်းနဲ့ဆရာဖုန်းကတော့သူ့ကိုအားပေးနေတယ်ထင်မှာအခုလာပြန်ပြီကျွန်တော်ကိုပြုံးဖြည်းဖြည်းနဲ့ကြည်နေပြန်ပြီပေးတတ်ဖက်လဲနည်းနည်းပါးပါးလှည့်ပြီးရိုက်အောင်အကိုရဲ့အဲ့လက်ခုပ်တွေမှုတ်တဲ့သူတွေအသေးချာရိုက်အဲ့ဒါမှကျွန်တော်တို့ကားတစ်စီးတဲ့အတူသွားအောင်သေးကြတယ်အဲ့ဒါတစ်နှစ်ပဲနှခါမုတ်တော့2နှစ်ပဲအဲ့တော့ကျွန်တော်အကိုဆရာပေါ့နော်ကျွန်တော်အကိုကြီးပေါ့အင်တာအပြောကောင်းတယ်ကျွန်တော်တို့ပြောဟောသူချင်းကိုယ်တိုင်ကိုငေးယူရပါတယ်ဆရာဖုန်းနဲ့ကျွန်တော်နေရာတော်တော်များများကိုလည်းအတူတူသွားကြတယ်ဆိုတဲ့အခါကျတော့ဘာပြဿနာမှမရှိပါဘူးသူကလည်းကျွန်တော်ကိုညီတယောက်လိုချစ်ပါတယ်ကျွန်တော်လည်းသူ့ကိုအကိုတယောက်လိုချစ်ခင်လေးစားပါတယ်ဒါပေမဲ့ခဏသူစိတ်မတွေ့ရင်မတွေ့သလိုကျွန်တော်ပြောတယ်စကားလေး
တခွန်းနှစ်ခွန်းတော့ပိသက်ရှိမှာပဲကျွန်တော်ကလူစုံလုံးလေးရှင်းပြခြင်းပါတယ်ခင်ဗျားနဲ့သွားရတာအလုံးစင်ပြေတယ်ဟုတ်ကဲ့ပါကိုလို့စင်မပြေတာနှစ်ချက်ရှိတယ်နည်းနည်းတော့လန့်တော့တာပေါ့ကိုကသူ့ထက်14 5နှစ်ငယ်တယ်လေခင်ဗျားစပင်နေပဲတဲ့ဗျာလို့ကျွန်တော်စပင်ကတက္ကသိုလ်ကျောင်းသားဘဝကလည်းဒီစပင်ကြီးနဲ့နေလာတာပါကိုရဲ့လို့အခုလည်းပဲ9နှစ်10နှစ်ရှိပါပြီပေါ့ခင်ဗျားစပင်တွေကကျုပ်စီကိုပါလာတယ်တဲ့အခုလည်းကျွန်တော်တို့အခါတက်ခုတ်ကမှ2ယောက်အတူတူတဲတာပါသူရှိမှကျွန်တော်စပင်မွေးဘယ်နှမွေးပါသွားပြီလဲတော့ကျွန်တော်မသိပါဘူးအိမ်ရောက်ရင်အမတန်ရောစင်တွေကပြဿနာရှာတယ်ဒီစပင်အရှိကြီးအဲ့တော့သူ့မှာပြောရတယ်ပေါ့ဒါညီမင်းညိုရဲ့စပင်မှာပေါ့အဲ့တော့သူ့ရဲ့သမီးလေးဖြစ်တဲ့ချစ်ပေါက်ဆိုတဲ့သမီးလေးကလည်းရှိတယ်အဲ့သမီးလေးကဲလို့ကျွန်တော်ကနည်းနည်းလေးတက်တာရဟုတ်တယ်တဲ့မမေးတဲ့ဥညီမင်းညိုရဲ့စပင်ဖြစ်နိုင်တယ်တဲ့ဘာဖြစ်လို့လဲဆိုတော့စပင်ကြီးကကြမ်းကြီးတဲ့အမျိုးသမီးတယောက်ရဲ့စပင်မဖြစ်နိုင်ဘူးတဲ့တော်သေးတာပေါ့ကလေးကတော်လို့ကျွန်တော်ထင်တယ်ရှာဖုံးကလည်းအဲ့ဒီစပင်စီအစတွေကိုအမြဲတမ်းအိတ်ထဲမှာစောင့်ထားလားမသိဘူးလိုရင်လိုသလို300အောင်အဲ့တော့ညကျွန်တော်အိတ်ရင်စပင်စစ်ကနေဖြစ်တော့တာ तू လာနှုတ်နေတာနေမှာကျွန်တော်ကြတော့ကောင်းအိတ်မပြောဘူးတဲ့ तू ကခေါင်းချလိုက်ရင်အိတ်ပြောတယ်ဟုတ်တယ်ကျွန်တော်အိတ်မပြောဘူး तू ပြောတဲ့ထက်မှပါတော့ကိုအိတ်မပြောတာလဲဝင်မခံရဲဘူးအာကုသို့များတဲ့သူကအိတ်မပြောဘူးတဲ့ तू ကတော့ခေါင်းချလိုက်ရင်အိတ်ပြောတယ်လေကျွန်တော်ကလည်းအကျင့်ရရှိတာက3ရက်4ရက်လောက်ပင်ပန်းပြီးမှ1ရက်ကောင်းအိတ်လို့ရတယ်အခုဆိုကျွန်တော်ဖြားကျင်နေပြီဒီညဆိုရင်တော့ကျွန်တော်နည်းနည်းကောင်းအိတ်လို့ရမယ်သဘောဒီညမှာအိတ်လို့မရဘူးဆိုရင်တော့သိကြတယ်မနေ့ပြန်လောက်ရမယ်အလုပ်တွေခီးစဉ်တွေနည်းနည်းအနောက်ရှက်ရှိနိုင်တယ်ဒါပေမဲ့သိကြပါတယ်ဒီညတော့ကျွန်တော်အိတ်ပြောင်းအိတ်ဖို့လိုပါတယ်ဘာလို့ဆိုအာကုသိုလ်တွေနည်းနိုင်သမျှနဲအောင်ကျွန်တော်တရားလေးပါလေးထိုင်ဖို့လိုရင်လည်းထိုင်ရမယ်သဘောရှိပါတယ်ဒါပေမဲ့အကိုကျွန်တော်ဂရိတစ်ခုတော့ပေးရမယ်ကျွန်တော်တရားထိုင်နေတဲ့အချိန်မှာအကိုနောက်ကစပင်နေလာဆွဲမနှုတ်ပါဘူးလို့အမှန်တမ်းပြောစရာကောင်းပါတယ်ဒါပေမဲ့ပြောစရာကောင်းတဲ့အချိန်မှာပဲ message တစ်ခုကထပ်ဝင်လာပါတယ်မနေ့ကကျွန်တော်ဦးဝင်းမြင့်နဲ့ပတ်သက်တဲ့ကိစ္စကိုပြောတော့ကျွန်တော်ကိုသွန်သင်ဆုံးပါတယ်ပေါ့နော်ဝေဖန်တယ်ပေါ့သွန်သင်ဆုံးပါတယ်ပေါ့ဒီနေ့ပွဲအကောင်းဆုံးပဲတဲ့ဝတ္ထုလေးနဲ့ပြောတော့ဘောင်းဝင်တယ်တဲ့ရှေ့ကပြောခဲ့တဲ့9ပွဲကခမရတက်ရမ်းတာတဲ့အကိုလို့ကျွန်တော်ကိုခွင့်လွှတ်ပါလို့ကျွန်တော်ငငယ်တုန်းကလူမိုက်ပါလို့အခုကြီးတော့လည်းမလိမ္မာပါဘူးလို့ရှေ့က9ပွဲကတော့ကျွန်တော်ရမ်းကျင်လို့ကိုရမ်းတာပါလို့ဒီကနေ့ကတော့ဒေါသလည်းနည်းနည်းရော့ပြီဆိုပြီးမနေ့ကဘေးသက်ကိုအဲ့ဒါလိုတင်ပြခဲ့တာပါလို့ဆိုတဲ့ချိန်မှာပဲအခုဒေါသနည်းနည်းပြန်တက်လာတယ်နတ်မောက်မှာပြောတဲ့အခွေကိုမန္တလေးကဘေးသက်တွေကလှမ်းတောင်းတဲ့အတွက်အဲ့ဒီခွေခုမန္တလေးကိုရောက်သွားပြီခုပဲ message ဝင်လာတယ်ဆရာအပိုင်းတွေအားလုံးဖြတ်တောက်ထားပါတယ်ဆရာဒီမိုကရေစီဆိုတာဒါမြန်လားအဲ့လိုအပိုင်းပိုင်းအတစ်တစ်ခုတ်ထစ်ပြီးတော့ဆရာနာရှင်ခေတ်တစ်ခါလုံးမှာလုပ်ခဲ့တဲ့ဆောင်ရွက်ခဲ့တဲ့ကိစ္စကျွန်တော်ပေးထားတဲ့ခေါင်းစဉ်က2015အထူးသဖြင့်လူငယ်တွေစိတ်ချလက်ချနေမိမှာစိုးလို့ပါစိတ်ချလက်ချယုံကြည်မိမှာစိုးလို့ပါတကယ်တော့သူတို့ဟာအမွှာညီအကိုတွေပါမဆာလာနဲ့နဝတနာဖဟာအမွှာညီအကိုပါအဲ့ဒီမဆာလာပြီးတော့နဝတပြီးတော့အခုတက်လာတဲ့ဒီမိုကရေစီကလည်းအမွှာညီအကိုပါပဲအဲ့တော့အခုကျွန်တော်တို့နိုင်ငံကိုအမွှာဘူးညီအကိုတွေအဆက်ဆက်အုပ်ဆိုးလာခဲ့တာ30တိုင်ခဲ့ပါပြီဒါတော့မလို့လူငယ်တွေကိုကျွန်တော်က2015မှာရှောက်လန်းတဲ့နဲ့ပြင်ဆင်တဲ့နဲ့ထားရှိတဲ့သဘောထားလေးတွေကိုကျွန်တော်ကဆွေးနွေးခြင်းလို့2015ဆိုတဲ့ခေါင်းစဉ်လေးကိုပေးထားခြင်းဖြစ်ပါတယ်အဲ့တော့စကားတွေကိုလည်းဝိတ်ဝိုက်မနေတော့ဘဲနဲ့ဒီကနေ့လိုရင်းတူရှင်းပြောမယ်လို့လည်းကျွန်တော်စိတ်ကူးထားတာလေးရှိပါတယ်အဲ့တော့အဓိကကတော့လူငယ်တွေကိုတော်စေချင်တာလူငယ်တွေကိုထူးချွန်စေချင်တာဖြစ်ပါတယ်လာမယ့်2015မှာ59စာလုံးကိုပြင်မယ်မပြင်ဘူးဘာမှမသိကြပါဘူးဒေါအောင်ဆန်းစုကြည်သမ္မတဖြစ်မယ်မဖြစ်ဘူးဘာမှမသိကြပါဘူးအခုလူငယ်တွေကမျှော်လင့်နေကြတယ်ဒေါအောင်ဆန်းစုကြည်နိုင်ငံအကြီးအကဲဖြစ်ခဲ့ရင်တော့ပညာရေးတွေကကောင်းတော့မှာပဲလူငယ်တွေအတွက်ခွင့်လန်းတွေကတော့ပေါ်လာတော့မှာပဲတိုင်းပြည်ရဲ့ရန်ရာကြီးကတော့အစအရာရာတာယာတိုးတက်တော့မှာပဲအဲ့ဒါလို့တိုးတက်မဲ့အချိန်ကြာမှငါတို့ဘဝကိုစမယ်လို့စဉ်းစားမိမှာဆိုလို့ကျွန်တော်ကဆွေးနွေးခြင်းဖြစ်ပါတယ်ဒေါအောင်ဆန်းစုကြည်သမ္မတဖြစ်သည်ဖြစ်စေမဖြစ်သည်ဖြစ်စေလူငယ်တွေသိထားဖို့တစ်ချက်ရှိပါတယ်အဲ့ဒါကတော့ကိုထမင်းကိုရှာစားရမှာဖြစ်ပါတယ်ကိုဘဝကိုတိုးတက်အောင်ကြိုးစားရမှာဖြစ်ပါတယ်ကိုရဲ့အုံနောက်ကိုဖွင့်ပြိုးအောင်လုပ်ရမှာဖြစ်ပါတယ်
ကိုယ့်ဘက်ကလည်းအစင်သင့်ပြင်ဆင်ထားပြီးတော့ကိုလိုလားတဲ့လူတို့ခေါင်းဆောင်ကလည်းသူ့ရဲ့တင့်တော်ရာနေရာမှာရောက်ရှိသွားပြီဆိုရင်ကျွန်တော်တိုင်းပြည်ရဲ့အနာဂတ်ဟာအတိုင်းထက်အလွန်တကုံနဲ့ကုတ်ကားပါပဲသို့တော့အဲ့ဒါလို့ဖြစ်ဖို့မဖြစ်ဖို့ဆိုတဲ့အခြေအနေဟာလုံးဝသေချာခြင်းမရှိပါဘူးဒါကြောင့်မလို့ဒီကနေ့အနေငယ်တွေ့ဝေနေတဲ့ငေးငိုင်နေတဲ့အနာဂတ်ကိုမဝင်မရဲရှောက်လန်းနေတဲ့လူငယ်တွေရှိခဲ့ရင်ကြိုတင်ပြင်ဆင်နိုင်ဖို့ကျွန်တော်ကသတိပေးချင်တာဖြစ်ပါတယ်ကျွန်တော်အသက်အရွယ်နဲ့ကျွန်တော်သတင်းဂျာနယ်မှာအက်ဒီတာလုပ်တဲ့အခါကလေးတွေကိုကျွန်တော်ကသင်ကြားပေးခဲ့တာတွေအများကြီးရှိပါတယ်အသက်20အစိတ်ရှိတဲ့ကလေးတွေဟာအင်မတန်အလုပ်လုပ်ချင်ကြတယ်အင်မတန်မှလည်းစူးစမ်းကြတယ်သို့တော်လည်းပဲသူတို့ဟာ activist လို့ခေါ်တဲ့တက်ကြွလှုပ်ရှားတဲ့လူငယ်တွေဖြစ်ပေမဲ့ clever လို့ခေါ်တဲ့ကျွမ်းကျင်လိမ္မာမှုကြတော့သူတို့မှမရှိဘူး clever and activist and clever ဖြစ်ရမယ့်လူငယ်တွေဒီ activist and stupid ဆိုတဲ့ဘက်ကိုရိမ့်နေတာကိုတွေ့ရပါတယ်သတင်းတော်လာလျှောက်တဲ့လူငယ်တွေဟာကျွန်တော်ဂျာနယ်ကိုသတင်းတော်လာလျှောက်ရင်ကျွန်တော်ကမေကွန်း3ခုပဲမေးပါတယ်ခေါင်းကကမ္ဘာသတင်းတွေမြန်မာသတင်းတွေအဲ့ဒါတွေထွတ်ထွတ်ကျွန်တော်မမေးပါဘူးမဆိုင်တဲ့အကြောင်းတွေကိုလည်းကျွန်တော်မမေးပါဘူးအခုကျွန်တော်နိုင်ငံမှာကတော့မဆိုင်တာကိုဂလိုင်းနဲ့ခောက်တာတွေအများကြီးပါစမလက်မှတ်ပေးဖို့အတွက် posting ကြဖို့အတွက်လက်ထောက်ဆရာဝန်ခန့်ဖို့အတွက်မေးတဲ့မေကွန်းကကမ္ဘာနိုင်ငံရေးရာအကြောင်းတွေကိုမေးပါတယ်ဗင်နီဇွဲလားနိုင်ငံရဲ့သမ္မတနာမည်ကိုဖော်ပြပါအဲ့ဒီဆရာဝန်လုံးမဲ့ကလေးဟာဗင်နီဇွဲလားသမ္မတကိုသိဖို့လားဘယ်ဆေးနဲ့ဘလို့ကုရင်ဘယ်ယောဂပျောက်တယ်ဆိုတာသိဖို့အဓိကလားဆိုတာတော့မစင်စားနိုင်တဲ့လူတွေဖြစ်ပါတယ်ဆရာဝန်ခန့်ဖို့အတွက်မေးတဲ့မင်းကွန်းဒီဗင်နီဇွဲလားနိုင်ငံရဲ့သမ္မတအမည်ကိုဖော်ပြပါအာဖဂန်နစ္စတန်နိုင်ငံ၏ဧရိယာအကျယ်ဝန်းကိုဖော်ပြပါအဲ့ဒါတွေကိုသိတော့အဲ့ဆရာဝန်ကဘာလုပ်ရမှာတော့စေပညာနဲ့ဆိုင်တဲ့အကြောင်းကိုမေးပါလားအဲ့ဒါကိုပဲဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ဆိုပြီးတော့တမြောက်တစ်ခေါက်လို့ပြီးတော့တခန်းတနာပြင်ဆင်ထားတာအဲ့ဒါလိုနဲ့ဌာနဆိုင်ရာအသီးသီးဝန်ထမ်းတွေအားလုံးကိုပြီးရင်ပို့လိုက်တယ်ဖောင်ကြီးတင်တန်းဘာဆိုင်လဲဖောင်ကြီးတင်တန်းနဲ့ကျောင်းဆရာမကကျောင်းပညာရေးကိုမလေ့လာပဲနဲ့မနဲ့ဆိုရင်ပီတီထားလို့တင့်နေရာယူနှစ်အသင့်ပြင်3ကြည်စံထဲဆိုတာတွေရှောက်လုပ်ပြီးတော့အဲ့ဒီတိုင်းပြည်ကိုကာကွယ်ရမှာသူတို့အလုပ်လေသူတို့ပဲတတ်တယ်ဆိုဘယ်လို့မဆိုင်တဲ့သူတွေကိုရှောက်ပြီးတင်တန်းနေပေးနေတာတော့အဲ့ဒါနဲ့ကျောင်းဆရာမတွေကဖောင်ကြီးလဲဆင်းဟောဘာပညာမှတိုးမလာဘူးဖင်ကြီးဆောင်းလာတာပဲဖတ်တယ်အဲ့တော့တိုင်းပြည်မှာအဲ့ဒါလို့မနေ့ကပြောခဲ့တဲ့စရေးဩဆိုတဲ့ဝတ္ထုလိုပဲစီမံခန့်ခွဲမှုအင်မတန်ညံဖြင်းတဲ့ကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့နိုင်ငံမဆိုင်တာကိုဂလိုင်းနဲ့ခောက်တယ်လေကြီးမိုးကြီးပြောတယ်အမိန်ပေးတယ်မိုးကြရွှေကိုတွေရောက်လာပြီးတော့တလွဲတွေကိုစီမံခန့်ခွဲတယ်စရှိသဖြင့်နော်ဘယ်လောက်ထိလွဲသလဲဆိုလို့ရှိရင်တမဝိုင်မနှစ်ထက်ဟိုးမဆလာခက်ကပြည်သူပိုင်းသိမ်းပြီးတော့ပစ္စည်းတွေအလုံးကိုအဲ့လိုသိမ်းတဲ့ပစ္စည်းတွေကိုဖျက်ဆီးဖို့အလှည့်ကြတဲ့အခါမှာအဲ့ဒီရုံးရှိမှာထညက်ဖိုတွေအများကြီးထညက်ဖိုတွေဝင်းကြီးကလာကြည့်တယ်တဲ့အဲ့ဒါဘာတွေတုံးလို့မေးတော့သက်ဆိုင်ရာလူကြီးကဖြေတယ်အဲ့ဒါထညက်တွေပါဝင်းကြီးအေးထညက်တွေဆိုလဲထညက်ဘောတဲ့အဲ့တော့သိမ်းတဲ့ပစ္စည်းတွေကတော့ဖျက်ဆီးပြရမှာပဲတဲ့တခုတော့ရှိတယ်တဲ့ဒါတွေကထညက်တွေဆိုတော့နောက်နေ့အတွက်မျိုးထညက်တော့နည်းနည်းခြံထားပေါ်တဲ့မျိုးထညက်တော့နည်းနည်းခြံထားတဲ့အဲ့ဒါဝင်းကြီးတယောက်ပြောတဲ့စကားကျွန်တော်မယုံငယ်ဘူးအဲ့စကားတွေဒါတမင်ချက်ကားပြီးပြောတဲ့စကားတွေဝင်းကြီးလုံနေတဲ့သူကဒီထညက်ဟာမျိုးချမ်းလောက်ခုနကထမ်းမင်ကရတယ်ဆိုတော့မတိပဲမနေဘူးကျွန်တော်ဒီလိုတွေးခဲ့ပါတယ်ဒါတက်ချက်ကားပြီးပြောတဲ့စကားလို့ကျွန်တော်ကထင်နောက်ကြားဘူးနောက်ဝစကားတစ်ခေါက်လူကြီးတယောက်လေစိတ်ဆင်းလာတယ် secret ခဲပြီးတော့ခွာနေတဲ့ချိန်မှာလေရင်မှုကလာပြီးအကြောင်းကြားတယ်ဝင်းကြီးခင်ဗျာဝဲသားချင်းနေသိမကောင်းတဲ့အတွက်ခက်တခဏဆောင်းဆိုင်ပေးပါခင်ဗျာ secret ဖြုတ်ပြီးတော့ဟေးတိတ်ရေးကြည့်တယ်ဝဲသားမကောင်းရင်ဖြုတ်လဲလိုက်ခုပြန်မယ်တဲ့ဝဲသားမကောင်းရင်ဖြုတ်လဲလိုက်တဲ့ဖြုတ်လဲလိုက်ခုပြန်မယ်တဲ့ရာသီဥတုအချိန်တွေမကောင်းလို့ဝင်းကြီးခင်ဗျာခက်တခဏဆောင်းဆိုင်မှာဆိုတဲ့စကားကိုတောင်မှမင်းဝဲသားမကောင်းရင်ဖြုတ်လဲလိုက်တဲ့ရစ်ကြည့်တယ်ကွာတဲ့အဲ့လိုစကားတွေကိုကြားတဲ့အခါမှာကျွန်တော်ဒီတကယ်ပဲမုန်းတဲ့စိတ်နဲ့ချက်ကားပြီးပြောတယ်လို့ကျွန်တော်ထင်ခဲ့ပါတယ်ဒါပေမဲ့ဒီကနေ့ကျတော့ကျွန်တော်ယုံကြည်ရမယ့်ဝင်ကြီးတွေရဲ့နှုတ်ထက်စကားတွေကိုကြားတဲ့အခါမှာကျွန်တော်လက်ခံလိုက်ပါပြီလေယာစိုက်ပျိုးရေးဝင်ကြီးကပြောတဲ့စကားတောင်သူဦးကြီးတွေကိုထမင်းတက်နတ်လျှော့စားပါကျွန်တော်ယုံသွားပြီယုံပြီ
မြန်မာနိုင်ငံမှာကြေးရွာပေါင်း6000 ခွဲနီးပါးလောက်ရှိတယ်မီးလင်းတဲ့ကြေးရွာက4080နဲ့တရွာပဲရှိသေးတယ်6000 ခွဲလောက်ရှိရင်9000တောင်မရှိသေးဘူးမီးမလင်းတဲ့ကြေးရွာက6000လောက်ရှိတယ်အဲ့ဒါကိုလျှက်စစ်ကြီးကပြောတဲ့စကားလျှက်စစ်တွေတိုင်းပြည်မှာပုံနေလို့နိုင်ငံခြားကိုထုတ်ရောင်းတာတဲ့အဲ့တော့အခုတော့ကျွန်တော်ယုံပြီအဲ့တော့မနေ့ကကျွန်တော်ကဒီဝတ္ထုလေးကိုပြောတဲ့ရည်ရွယ်ချက်ကတိုင်းပြည်မှာအဲ့ဒါလို့ဘာမှမသိမတတ်တဲ့လူတွေကဥဆောင်ပြီးတော့စီမံခန့်ခွဲကြတဲ့အတွက်စရေးဩဆိုတဲ့ဝတ္ထုလေးကိုကျွန်တော်မနေ့ကဆွေးနွေးခဲ့ပါတယ်အခုအဲ့ဒီစကားတွေတဲ့ကျမ်းနဲ့ရမ်းတဲ့စကားတွေလာပြီခုနကဦးအောင်မြင့်ကိစ္စပါရိုက်နားရိုက်မယ်ဆိုတဲ့ကိစ္စတွေလာပြီဆိုတဲ့အခါကျတော့ပို့ပြီးတော့လူငယ်တွေကိုကျွန်တော်ကသိစေချင်တယ်အဲ့တော့ခုနကကျွန်တော်စကားလေးကိုပြန်ကောက်ရင်ကျွန်တော်စီမှာသတင်းတော်လုပ်ချင်တဲ့ကလေးတွေကိုမိကုန်း3ခုပဲမေးပါတယ်သတင်းတော်ဆိုတာစာဖတ်ရမယ်အသိဉာဏ်ရှိရမယ်စာပေဘုဒ္ဓတော်ကြော်ဝါမှသာဒီလုပ်ငန်းတွေကိုဆောင်ရွက်လို့ရမှာဒါပေမဲ့ကလေးတွေကမျိုးလုံးလေးတွေကလေးနဲ့ကလေးတယောက်ကဆိုရဲဆက်ဆက်မိကုန်းတစ်ခုကျွန်တော်ကိုမေးတယ်သတင်းဆောင်နဲ့စာဖတ်တာနဲ့ဘာဆိုင်လို့လဲဆရာဟက်ကောင်လောကကြီးမှာသတင်းတောက်လောက်စာကိုယူမှုဖတ်မယ်လို့မရှိဘူးကွာလို့ဆိုတော့မျိုးလုံးလေးကလေးနဲ့ပဲကျွန်တော်စိတ်မကောင်းဘူးအဲ့တော့လူငယ်တွေကိုကျွန်တော်တို့အပြစ်မတင်ပါဘူးနှစ်90လောက်အတွင်းမှာဒီလူငယ်တွေဟာအလင်းရောင်မရှိတဲ့ကြောင်ပိတ်ခံထားရတဲ့လူငယ်တွေဖြစ်တဲ့အတွက်ကျွန်တော်တို့လက်တွဲပြီးတော့ခေါ်ယူဖို့ပဲကျွန်တော်တို့စဉ်းစားပါတယ်ဆောတော့ကကျွန်တော်မေးတဲ့မေးခွန်းလေးမေးခွန်း3ခုမေးပါတယ်မြတ်တန်းတင်ဆိုတဲ့နာမည်ကိုလိန်ခွဲပေးပါလိန်ခွဲပေးပါဆိုတာအမျိုးသားလားအမျိုးသမီးလားလို့မေးတာတိပိသားလူတွေကတော့ရှင်းရှင်းလေးပဲလေစာဖတ်တဲ့သူတွေကဆရာကြီးမြတ်တန်းတင်ပေါ့ရှင်းရှင်းလေးပဲဖုံးနိုင်ဆိုတဲ့နာမည်ရှေ့မှာတော့လကောင်နောက်မှာတော့လကောင်တစ်ခုခုပါပါတယ်လို့အဲ့တစ်ခုကိုဖြည့်ပေးပါလူတို့ဦးလာရဲ့လူတို့တော်မာရဲ့လူတို့စင်ဝင်းရဲ့အဲ့ဒီ3ယောက်ကိုဆွေမျိုးဆက်ပေးပါကလေးတယောက်ကဖြည့်ပါတယ်ဒေါ်မြတန်းတင်ဆရာကြီးမြတန်းတင်ကိုဒေါ်မြတန်းတင်လို့ဖြည့်ကြတဲ့ဒီကလေးဟာဆရာကြီးရဲ့စာအုပ်တုံးမှမဖတ်ဘူးဆိုတာသိကြပါတယ်စာအုပ်ကိုမဖတ်ဘူးတဲ့ပြင်ဒီဆရာကြီးရဲ့ဂုံသတင်းဒီဆရာကြီးရဲ့ကမ္ဘာစာပေနဲ့မြမစာပေကိုပေါင်းကူးပေးသွားတဲ့ဆရာကြီးရဲ့အရေးအသွေးအရေးချင်းတွေကိုတစ်စက်မှမသိဘူးဆိုတာသိကြပါတယ်နောက်တစ်ယောက်ဖြည့်ပါတယ်ဖုံးနိုင်ဆိုတာစာရေးဆရာမဟုတ်ဘူးဆရာတက္ကသိုလ်ဇာလန်းနေရိုက်လို့ရှိရင်ဝင်ပြီးတရုတ်ဆောင်တတ်တဲ့တရုတ်ဆောင်လေးတယောက်တဲ့မုံမမြင့်အောင်ရဲ့တပည့်တဲ့သူပြောတော့မှကျွန်တော်ပြန်စဉ်းစားရတယ်ဟုတ်တယ်တက္ကသိုလ်ဇာလန်းနေမှာအဲ့ဒီဖုံးနိုင်ဆိုတဲ့ကောင်လေးပါတယ်မုံမြင့်အောင်ကသူ့ရဲ့အမေဆရာဆိုပြီးဒီကောင်ကပြောတတ်တယ်ကျွန်တော်ပြောချင်တာတက္ကသိုလ်ဖုံးနိုင်နောက်ဆုံးကတော့ပို့ဆိုးသွားတယ်ဗျာလူတို့မျိုးနွယ်ကိုအမျိုးဆက်ခိုင်းတော့လူတို့စိန်ဝင်းနဲ့လူတို့တော်မှာလင်းမရတဲ့အဲ့တော့လူတို့ဦးလာဘယ်ရောက်သွားလဲဆိုတော့အဲ့ဘယ်ကြီးတော့ကျွန်တော်တို့မသိဘူးတဲ့ဆိုတော့2015ကိုကျွန်တော်တို့အားကိုးရမယ်ဒီလူငယ်တွေကျွန်တော်ခုနလူကြီးတွေကိစ္စကျွန်တော်မပြောသေးဘူးလူကြီးတွေကိစ္စကိုကျွန်တော်ပြီးမှပြောမယ်ဟိုလူငယ်တွေကိစ္စဒီလိုနဲ့ကျွန်တော်ခီးတွေထွက်နေတော့တကယ်ချင်း editor တယောက်ကဖုန်းလမ်းဆက်တယ်ဟေးကိုကြီးမင်းဘယ်ရောက်နေလဲအေးတကယ်ချင်းငါဒီလိုပဲခီးတွေသွားနေတယ်စိတ်ညစ်တယ်ကွာတဲ့စိတ်လေတယ်ကွာတဲ့မင်းကလည်းတဲ့ရန်ကုန်ကိုပြန်မရောက်နိုင်ဘူးတဲ့ကျွန်တော်တို့ညနေပိုင်းမှာတစ်ခွက်တစ်ဖလားမောနေကြတကယ်ချင်းပေါ့လေပြောပါအောင်ကွာလို့ဘာဖြစ်လို့လဲလို့တကယ်ချင်း editor ကသူ့တပည့်တွေကိုမိချောင်းကံမှာဆန္ဒပြနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တပည့်တွေကိုလွှတ်လိုက်တယ်မိချောင်းကံမှာဆန္ဒပြနေတယ်အဲ့တော့သတင်းသွားယူပါသတင်းတော့3ယောက်မြန်မြန်ဆန်ဆန်ပဲကင်မရာတွေယူတယ် recorder တွေယူတယ်တယ်လီဖုန်းတွေယူတယ်တက်ဆီကထုတ်တယ်ပြပြလောလောပဲသွားကြတယ်တဲ့45မိနစ်လောက်နေတော့ဖုန်းပြန်ဆက်တယ်ဟယ်လိုဆရာကျွန်တော်တို့မိချောင်းကံကိုရောက်နေပါပြီဆရာမိချောင်းကံမှာတော့ဆန္ဒပြတဲ့သူတယောက်မှမတွေ့ပါဘူးဆရာကံထဲမှာအေးစစ်စစ်ရေကူးနေတဲ့မိချောင်းတွေပဲတွေ့ပါတယ်ဆရာဟေးမင်းတို့ဘယ်ရောက်နေတာတော့လို့မေးတော့ပါကေတမိချောင်းမွေးမြူစခန်းကိုရောက်သွားတာသင်္ကန်းကျော်မိချောင်းကံမှာဒီလောက်ဆန္ဒအကြီးကျယ်ပြနေတဲ့အကြောင်းကိုတခြားဂျာနယ်တွေမှာလည်းအများကြီးဖော်ပြပြီးသားလူငယ်တွေကျွန်တော်အပြစ်ပြောနေတာမဟုတ်ပါဘူးစလုတ်ထမန်နိုင်ဆိုတာအင်မတန်ရေးကြည့်ပါတယ်ဒီကနေ့ဦးအောင်မြင့်ရဲ့အင်မတန်မှမယိုင်းထွားကြိုက်တဲ့စကားတွေကိုစလုတ်ထမန်နိုင်သမားကောင်းတယောက်ရဲ့ကျေးဇူးကြောင့်ကျွန်တော်တို့သိရတာပါအဲ့ဒီစလုတ်ထမန်နိုင်သမားကောင်းတယောက်ရဲ့ကျေးဇူးသာမရှိရင်ခုနကတောင်းရောင်ဆောင်ထားတဲ့ကြီးတွေရဲ့သဘောတဘာဝကိုကျွန်တော်တို့ရိတ်စားမိမှာမဟုတ်ပါဘူးဒီလူကိုကျွန်တော်တို့ဂုဏ်ပြုသင့်ပါတယ်ဒါပေမဲ့ခုချိန်ဒီသူဘယ်သူမှကျွန်တော်တို့မသိရသေးဘူးပေါ်ပြတဲ့ Unity Channel ကတော့စစ်ဆေးမှုတွေနဲ့ရင်ဆိုင်နေရတယ်အစရှိသဖြင့်စလုတ်ထမန်နိုင်ဟာတိုင်းပြည်မှာအင်မတန်မှတိုင်းပြည်ရဲ့အသက်သွေးကြောလို့တောင်ပြောလို့ရပါတယ်တိုင်းပြည်လုံးတိုင်းနိုင်ငံလုံးကိုဒီလိုမတရားမှုကိုသိအောင်ဖော်ကျူးပေးနိုင်တဲ့စလုတ်ထမန်နိုင်ရဲ့အင်အားဒီအကြောင်းလေးတွေလည်းကျွန်တော်ပြောဖို့ရည်ရွယ်ထားပါတယ်အဲ့ဒါလို့နဲ့တခါပြီးခဲ့တဲ့နှစ်ပတ်သုံးပတ်က
ဥတုမောင်ရဲ့သားဖိုးတောက်ကြဆိုတဲ့အဆိုတော်လေးနဲ့တွေ့ပြန်ရောထုံးစံတိုင်းပဲဖိုးတောက်ကြလည်းရင်ဖွင့်တယ်အကိုတဲ့အဖေတည်တော့ငါတဲ့အကိုမှတ်မိမလားမသိဘူးတဲ့မှတ်မိပါတယ်လို့ဥပလတည်တော့အကိုမှတ်မိပါတယ်ပြောလေညီလေးဘာဖြစ်လို့လဲလို့ဒီကလေးတွေအကြောင်းကိုဆက်ဆက်မိသွားရင်းနဲ့ကောင်မလေးတယောက်ကိုရဲတဲ့ကျွန်တော်လာပြီးတော့မေးတယ်ရေဝေးမှာတချို့ကန်နေမှာအခုဥတုမောင်ပေါ့နော်ထုံးစံတိုင်းသူတို့ TV တွေမှာပြောနေကြအတိုင်းဥတုမောင်ပေါ့နော်အကိုရဲ့အဖေပေါ့နော်အခုလိုမျိုးဆုံးမကွယ်လွန်သွားတဲ့အတွက်ဘလို့များခံစားရပါသလဲအကိုတဲ့ကျွန်တော်လေးတဲ့သူ့ကိုပြန်ပြောချင်လိုက်တာနင့်အဖေသေကြည့်ပါလားလို့ကျွန်တော်ပြန်ပြောချင်လိုက်တာဒါပေမဲ့ကျွန်တော်ဖိုးတောက်ကြလေးအကိုရဲ့တဲ့ပြေးတက်နဲ့အလုပ်လုပ်နေရတာကျွန်တော်ပြန်ပြောလို့မရဘူးလေသူတို့မှဒီလောက်တောင်မှအသိဉာဏ်မရှိဘူးလားအကိုတဲ့အဖေတယောက်လုံးဆုံးရှုံးထားတဲ့သားတယောက်ကိုဘလို့များခံစားရပါသလဲဆိုတော့ကျွန်တော်ဘလို့ဖြေရမလဲအကိုနင့်အဖေသေကြည့်ပါလားလို့သူဖြေချင်တယ်တဲ့ပြောချင်တာကကလေးတွေကိုနှိမ်ချတဲ့စကားတွေကိုကျွန်တော်ရည်ရွယ်တာမဟုတ်ပါဘူးတိုင်းပြည်အနာဂတ်ဘာဖြစ်မယ်မှမသိဘူးအဲ့ဒီအနာဂတ်အတွက်တေချာပေါက်အားကိုးမဲ့လူငယ်တွေကတော့မျက်စိအောက်မှာမြင်နေရတဲ့လူငယ်တွေကတော့ထင်ရဆိုင်နေတဲ့လူငယ်တွေကပို့ပြီးတော့များနေတယ်အဲ့တော့ဒီလူငယ်တွေကိုထိုးကြွထက်မြက်တဲ့လူငယ်တွေဖြစ်အောင်ဖြစ်စေခြင်းနဲ့စန္ဒနဲ့ကျွန်တော်တို့ကဆွေးနွေးပါတယ်တိုက်တွန်းပါတယ်တိုင်းပြည်မှာခေါင်းဆောင်ဘသူဖြစ်ဖြစ်ကိုယ့်ဘဝကိုကိုယ်ရှောက်လန်းရမှာဖြစ်တယ်တေချာတာတစ်ခုကတော့တိုင်းပြည်ဒီငကိုကတဲ့စာရင်တော့အနေငယ်ပြောင်းလဲမှုရှိတယ်ငကိုကပြောလို့မရတဲ့စကားတွေကိုအခုပြောလို့ရတယ်ငကိုကလုံးလို့မရတဲ့ခန္ဓာတွေကိုအခုလုံးလို့ရတယ်တေချာတာကတော့အမောင်ခစ်ကိုနည်းနည်းလေးကြော်လာတာတော့တေချာတယ်သို့တော့လုံးဝလွတ်လပ်ပွင့်လင်းတဲ့ဒီမိုကရေစီအစစ်အမှန်ကိုမရရှိသေးတာလဲတေချာတယ်အဲ့ဒီနှစ်ခုကြားမှာနေတတ်ထိုင်တတ်တဲ့လူငယ်တွေဖြစ်အောင်ကိုချွန်နေမြနေအောင်တွေးနိုင်တဲ့လူငယ်တွေဖြစ်အောင်ကျွန်တော်တို့ကပြောနေခြင်းဖြစ်ပါတယ်ဆရာကြီးဦးအောင်သိန်းရဲ့စကားကိုကားပြစေဆရာကြီးဦးအောင်သိန်းကလူငယ်တွေကိုကျွန်တော်တို့ငယ်ငယ်တုန်းကအင်မတန်ဆုံးမတဲ့အခါကျတော့သူ့တငယ်ချင်းဆရာမြတ်တန်းတင်းကမေးတယ်ကိုအောင်သိန်းခင်ဗျားတကယ်ပဲလူငယ်တွေကိုစေတနာရှိလို့ဒီစကားတွေကိုပြောနေတာလားပွဲတစ်ပွဲမှာမေးပါတယ်အဲ့တော့ဆရာဦးအောင်သိန်းကပြန်ဖြေပါတယ်အော်ကိုမြတ်တန်းရဲ့စေတနာမရှိလို့မရဘူးလေတဲ့ကျုပ်တို့အိုကြီးအိုမဖြစ်တဲ့အချိန်ကျရင်ဒီကောင်တွေကတိုင်းပြည်ခေါင်းဆောင်ဖြစ်လာမှာမဟုတ်လားတဲ့ဒီကောင်တွေအသုံးမကျရင်ကျုပ်တို့ဘယ်ကြောင်ပြည့်ရမှန်းမသိဖြစ်မှာပေါ့ကိုမြတ်တန်းရဲ့တဲ့သူတို့ကိုစေတနာရှိလုံးလို့မဟုတ်ပါဘူးတဲ့ကိုဘဝလေးကိုအေးချမ်းချမ်းနေခြင်းလုံးလို့ပါတဲ့အခုလည်းပဲကျွန်တော်တို့လူငယ်တွေကိုတိုက်တွန်းနေပါတယ်ကျွန်တော်တို့အသက်အရွယ်နဲ့ကျွန်တော်တို့ကမကြခင်မှာလူကြီးပိုင်းကိုရောက်ရမယ့်သူတွေဖြစ်ပါတယ်အဲ့ဒီလူငယ်တွေကတိုင်းပြည်တာဝန်ကိုဆက်လက်ပြီးတော့ထမ်းဆောင်ရမယ့်သူတွေဖြစ်ပါတယ်သူတို့မလိမ္မာရင်ကျွန်တော်တို့ဘယ်အကြောင်းကိုပြည့်ရမှန်းမသိတဲ့ဘဝမျိုးကျွန်တော်တို့မရောက်ချင်ဘူးတို့ကြုံထက်မြက်တဲ့ကျွမ်းကျင်လိမ္မာတဲ့လူငယ်တွေဖြစ်မှသာကျွန်တော်တို့ဘဝတွေကလည်းတာယာငြိမ်းချမ်းမှာဖြစ်ပါတယ်တနည်းအားဖြင့်ကျွန်တော်တို့ရဲ့နောက်မျိုးဆက်မှာကျွန်တော်တို့ရဲ့သားသမီးတွေလည်းရှိတဲ့အတွက်ဒီမျိုးဆက်ကိုကောင်းစေခြင်းနဲ့စိတ်ဆန္ဒရှိတာလည်းအမှန်ပါပဲဒါကြောင့်မလို့2015မှာလူငယ်တွေကို2015ကိုဗဟိုပြုတ်ပြီးတော့ထိုးကြုံထက်မြက်တဲ့လူငယ်တွေဖြစ်စေခြင်းနဲ့စန္ဒနဲ့ဒါလေးကိုကျွန်တော်စပြီးတော့ဆွေးနွေးတာပါအဲ့တော့ခေါင်းစဉ်ပေးထားတာက2015ဆိုတော့ဘာတွေများပြောမလဲလို့ပြည်သက်ကစိတ်ဝင်စားမှထင်ပါတယ်အခုကျွန်တော်စာသင်ခန်းထဲကတပည့်တွေကျွန်တော်ပြောလို့ရှိတဲ့စကားလေးကျွန်တော်ပြောချင်ပါတယ်မင်းတို့သိကြိုက်တဲ့ပြည်တီဦးတို့နေတိုးတို့ဗီဒီယိုဇာတ်ကားတွေတက်မုံမြင့်တို့မိုးရီကိုတို့မကြည့်တော့ဘူးလို့ဆရာဘာဖြစ်လို့လဲဆရာတဲ့သူတို့ကလောလောဆယ်မြန်မာနိုင်ငံမှာနာမည်ကြီးလေတဲ့အေးသူတို့တဲ့စိတ်ဝင်စားစရာကောင်းတဲ့နိုင်ငံရေးဇာတ်လမ်းတွေဆရာတို့မြန်မာနိုင်ငံမှာပေါ်ပေါက်နေပြီလို့ဒါကြောင့်မလို့ဆရာအဲ့ဒီမင်းသားမင်းသမီးတွေကိုစိတ်ဝင်စားတော့ဘူးလို့ဆိုပြီးတော့ကျွန်တော်နဲ့ကလေးတွေနဲ့ပြောပြကြအဲ့တော့ကျွန်တော်ကဘာပြောလဲဆိုတော့မင်းတို့ကြိုက်နေတဲ့ဇာတ်ကားတွေကသုံးပွင့်ဆိုင်ဇာတ်လမ်းတွေပါကွာလို့အခုတို့နိုင်ငံမှာမင်းတို့သုံးပွင့်ဆိုင်တဲ့ပိုတဲ့လေးပွင့်ဆိုင်ဇာတ်လမ်းကြီးပေါ်ပေါက်နေပြီကွာလို့ကလေးတွေကတော့မျိုးလုံးလေးတွေကလေးပေါ့ကျွန်တော်ကလည်းကျွန်တော်ပြောချင်တာပြောတာဆိုတော့အဲ့ဒီလေးပွင့်ဆိုင်ဇာတ်လမ်းကြီးမှာထူးဆန်းတယ်ကွာလို့ဘယ်ဒါရိုက်တာမှမရိုက်တဲ့ဇာတ်ကားမျိုးမင်းသားက3ယောက်မင်းသမီးက1ယောက်ထဲလို့အဲ့တော့အဲ့ဒီမင်းသား3ယောက်မှာလို့ပထမဦးဆုံးနှစ်ဖူးရည်ဒူးရည်ကောင်းကောင်းနဲ့နော်ကျွန်တော်မျက်စိနဲ့မြင်ကြည့်တာစောစောကဆရာဖုံးနဲ့တောင်တူးသလိုလိုပါပဲအဲ့ဒီနိုင်ငံတော်အကြီးအကဲလက်ရှိသမ္မတအကြီးအကဲနှစ်ဖူးရည်ဒူးရည်ကောင်းကောင်းနဲ့နော်မနေ့ကအယူပြောသွားတဲ့စကားလေးမိဘဖြစ်သူမြတ်ခင်ဗျာမိဘဖြစ်သူမြတ်ခင်ဗျာ
အယူဆိုတာဆရာဖုံးပြောသွားတာနော်အဲ့ဒီစကားကိုပြောတဲ့အယူကိုပြောတာနော်ဘာကြောင့်လူကြီးကိုစော်ကားတယ်ဖြစ်နေဦးမယ်အဲ့ဒီနိုင်ငံတော်အကြီးအကဲကစကားတစ်ခွန်းပြောတယ်မြစ်ဆုံစီမံကိန်းကိုတနိုင်ငံလုံးကဝိုင်းပြီးကန့်ကွက်တဲ့အခါကျတော့ရဟန်းရှင်လူပြည်သူစာပေအမှုပညာသမားတွေအကုန်ပြည်သူလူထုရဲ့အားနဲ့ကျွန်တော်တို့နိုင်ခဲ့တယ်အဲ့တော့နိုင်ငံတော်သမ္မတကဂတိတစ်ခုပေးတယ်သူ့လက်ထက်မှာတော့ဒီစီမံကိန်းကိုဆက်လက်ပြီးတော့မဆောင်ရတော့ဘူးအဲ့ဒီချိန်မှာပဲဒီမင်းသားကြီးရဲ့အမှတ်တရတိုးလာတယ်ပြည်သူလူထုရဲ့ရင်ထဲကိုနည်းနည်းလေးသူရောက်ရှိလာခဲ့တယ်အဲ့ဒီကနေပြီးတော့နောက်တစ်ခုထပ်ပြီးတော့နောက်တစ်နေ့မှာဆက်ကြုံရတယ်သူ့ရဲ့အသက်ဟာ80နားနီးနေပြီဆိုတဲ့အကြောင်းသူ့ရဲ့နှလုံးမှာနှလုံးခုန်ဆက်ကလေးတတ်ထားရတယ်ဆိုတဲ့အကြောင်းသူကနောက်လာမဲ့ရွေးကောက်ပွဲမှာဆက်လက်ပြီးတော့ရွေးကောက်ခြင်းမခံတော့ဘူးဆိုတဲ့အကြောင်းပြည်သူလူထုကသူ့ကိုနောက်ထပ်အမှတ်ထပ်ပေးတယ်ပြည်သူလူထုအတွက်ဆောင်ရွက်ပေးတဲ့အထက်မှာဘာပဲပြောပြောင်းလဲလာတဲ့အထက်မှာဒီလူဟာဒီအကြီးကဲဟာလက်ခံနိုင်ပွဲရရှိတဲ့အကြီးကဲပဲအဲ့ဒီလိုအချိန်မှာပဲတိုင်းပြည်ရဲ့လှုပ်ရှားမှုလေးတဖြည်းဖြည်းတွန်းလက်လာတဲ့အချိန်မှာပဲပြည်သူလူထုရဲ့အားလေးနဲ့နည်းနည်းလေးရလာတာကိုသိလာတဲ့အခါမှာဒီမင်းသားကြီးကစကားလေးတစ်ခွန်းနည်းနည်းလေးပြင်ပြောတယ်ပြည်သူလူထုကစန္ဒရှိရင်တော့နောက်လာမဲ့တက်တန်းကိုသူစဉ်းစားပါမယ်ဒါလည်းသူမလွန်ပါဘူးဒီစကားပြောတော့လည်းသူမလွန်ပါဘူးသူစဉ်းစားပေးပါမယ်ဟုတ်ပြီကျွန်တော်တို့အားလုံးကိုကြားနာထားရတယ်အဲ့ဒီအချိန်မှာပဲဒီဘက်ကလွတ်တော်မင်းသားကြီးတစ်ပါးကခေါင်းပေါင်းစာကြီးညာဘက်ချထားတဲ့လွတ်တော်မင်းသားကြီးတစ်ပါးကခတ်တီတီနဲ့မိမ့်ကြီးထိုင်နေပြီးတော့စကားတွေကိုတရစပ်ပြောနေတယ်စပြီးပြောတဲ့စကားကဘာလဲဆိုတော့နောက်လာမဲ့ရွေးကောက်ပွဲမှာသူမပါတော့ဘူးသူပါသည်ဖြစ်စေမပါသည်ဖြစ်စေသူ့အလုပ်လားသူများကိုရေးကိုယ်တော်ကိုကြော်ပြီးတော့လွတ်တော်မင်းသားကြီးကပြောပါတယ်နောက်လာမဲ့ရွေးကောက်ပွဲမှာသူမပါတော့ဘူးသူများကိုရေးကိုယ်တော်ကိုကြော်ပြီးပြောတယ်အဲ့လိုကြော်ပြီးပြောတဲ့အချိန်မှာသူကစကားတစ်ခွန်းထပ်ပြောတယ်နိုင်ငံတော်သမ္မတဖြစ်ခြင်းနဲ့အလိုလုံးမကိုမတတ်နိုင်စွာစကားပြောပါများစကားတွေကဇာတိပြနိုင်ငံတော်သမ္မတဖြစ်ခြင်းုံမကသမ္မတထက်ကြီးတဲ့ຢာတို့ရှိရင်လည်းလိုချင်ပါသေးတယ်သူ့ရဲ့သားသမီးတွေရရှိထားတဲ့စီစဉ်ဥစ္စာတွေဟာဖေရရှင်ဝါမပါဘဲနဲ့ရိုးသားသားစူးစမ်းလို့ရတဲ့တိုးပွားလာတဲ့ပစ္စည်းဥစ္စာတွေပါတဲ့အချိန်မျိုးစစ်ခံနိုင်ပါတယ်ရီလဲရတာဖတ်မောရင်ပတ်နောက်ကကြောဆိုတဲ့အတိုင်းပဲအဲ့ဒါလို့သူကလည်းသမ္မတဖြစ်ချင်တယ်လို့ပြောနေတဲ့အချိန်သူမပါတော့ဘူးလို့ပြောနေတဲ့အချိန်ဒီဘက်ကပြည်သူလူထုကအကယ်ဒမီပေါင်းများစွာပေးထားတဲ့မင်းသမီးကြီးကလည်းအဲ့ချိန်မှာပြောတယ်ကျမလည်းသမ္မတဖြစ်ချင်တယ်ကျမသမ္မတဖြစ်မှကျမလက်ထက်ကိုအာဏာရောက်မှကျမဟာတိုင်းပြည်ကိုစနစ်တကျစီမံခန့်ခွဲနိုင်မယ်ဆိုပြီးတော့အဲ့ဒါလိုတွေပြောနေကြတဲ့အချိန်မှာပဲလူထုချစ်တဲ့လူထုခေါင်းဆောင်မင်းသမီးကြီးကလေးပွင့်ဆိုင်တွစ်ဆုံရေးအတွက်တောင်းဆိုမှုလေးတစ်ခုလုပ်တဲ့အခါမှာဒီဘက်ကနိုင်ငံတော်အကြီးအကဲလက်ရှိအကြီးအကဲကပြန်ပြောတယ်စောသေးတယ်အဲ့တော့ကျွန်တော်ကလေးတွေကိုပြောပြနေတာကမင်းတို့ဇလန်းနေတဲ့ပုံပြီးစိတ်ဝင်စားစရာကောင်းတဲ့ဇလန်းကြီးတိုင်းပြည်မှာပေါ်နေပြီတွေးဖို့ပြောတဲ့အခါမှာလက်ရှိအကြီးအကဲကစောသေးတယ်လို့ပြောတဲ့အချိန်မှာဟောဒီလွတ်တော်ဘက်ကမင်းသားကြီးကစကားတစ်ခုဝင်ထောက်တယ်တွေးသင့်တယ်သူတို့ချင်းဘာချိတ်တွေရှိတယ်လဲတော့ကျွန်တော်တို့မှန်းဆလို့မရဘူးအဲ့တော့တယောက်ကစောသေးတယ်လို့ပြောတဲ့အချိန်မှာတယောက်ကတွေးသင့်တယ်အဲ့ဒီအချိန်မှာပဲနောက်လာမဲ့ရွေးကောက်ပွဲမှာသူမပါတော့ဘူးလို့ပြောလိုက်တဲ့အချိန်မှာပဲပြီးခဲ့တဲ့နိုဝင်ဘာလမိဘပြည်သူများခမရဆိုတဲ့မိန်ကုန်းမှာလက်ရှိအကြီးအကဲကစကားတစ်ခွန်းထည့်ပြောသွားတယ်ညီကုန်းချုပ်ခံနေမှာမင်းသားကြီးမလုပ်ရလို့ပတ်မှထုတ်ဖို့မယ်ဆိုတဲ့စိတ်ကူးရှိရင်ဆုံးလိုက်ပါအင်မတန်ကောင်းတဲ့သုံးဝင်ဆိုင်ဇလန်းကျွန်တော်တို့ကြည့်နေရပြီအဲ့ဒီအချိန်မှာပဲအင်မတန်စကားနဲပြီးတော့အေးတဲ့နောက်ဆုံးမင်းသားတယောက်နော်သူကတော့ခုနကကြာယူနီဖောင်းနဲ့အပွင့်ခန့်နဲ့သူကစကားသိမပြောဘူးပြောမယ်ပြောတော့လေသူကတခွန်းမယ်ပြောတယ်သွားလေသူနားလေသူတတ်ချုပ်ကြီးရဲ့လမ်းစဉ်နဲ့ဩဝါဒကိုတသွေမတိန်လိုက်နာမဲ့အဖွဲ့အစည်းဖြစ်တဲ့အကြောင်းမပြောတော့လဲမပြောလို့ပြောတော့လဲဝက်ကွဲကြောက်စရာကြီးအဲ့ဒီသွားလေသူနားလေသူကိုမနဲ့တိုက်ထုတ်ထားတဲ့ကိစ္စလက်ရှိကြားနေတဲ့လူကအဲ့ဒီပုဂ္ဂိုလ်ကြီးချမှတ်ထားတဲ့လမ်းစဉ်အတိုင်းတသွေမတိန်လိုက်နာဆောင်ရွက်ပါမယ်လို့ထပြောတဲ့အခါကျတော့ကျွန်တော်ကအဲ့ဒါလိုရှင်းပြလိုက်တဲ့အခါမှာကလေးတွေကနည်းနည်းလေးဇက်ရည်လဲလာတယ်ဟုတ်တယ်နော်ဆရာတဲ့တိုင်းပြည်ဇလန်းကစိတ်ဝင်စားစရာကောင်းတယ်2015
လေးပွင့်ဆိုင်တွေ့ဆုံရေးဘသူသမ္မတဖြစ်မှာလဲ59စာလုံးကိုပြင်မာလားမပြင်ဘူးလားခုနေမျိုးဝေတို့ကိုနေမျိုးဝေတို့ဥဆောင်တဲ့အဖွဲ့တွေဒေါခင်ဝိုင်းကြည်တို့ဥဆောင်တဲ့အဖွဲ့တွေစရှိသဖြင့်ခြားသောပုဂ္ဂိုလ်များနဲ့59စာလုံးကိုမပြင်ဖို့တားဆီးတာတွေဟန်တားတာတွေရန်ကုန်မှာလုပ်ကြပြီဥအောင်သိန်းလင်းကလည်းမပြင်ဖို့ထောက်ခံတဲ့လက်မှတ်3သိန်းကျော်ရရှိတဲ့အကြောင်းလွှတ်တော်ကိုတင်ပြတယ်အခုသတင်းတွေတက်လာပြီအဲ့ဒီလက်မှတ်3သိန်းကျော်ဟာပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းကညစ်ပတ်ခဲ့တဲ့အတိုင်းလက်မှတ်တွေကိုစွတ်ထိုးထားတဲ့3သိန်းကျော်ဖြစ်တဲ့အကြောင်းသတင်းမှာတက်လာပြီအဲ့လိုဘလို့ပဲညစ်ပတ်ဒါကိုပြည်သူ့လွှတ်တော်ကအတီးပြုတ်လိုက်တယ်ဆိုတဲ့သတင်းကလည်းထပ်တက်လာပြီအဲ့ကျွန်တော်တိုင်းပြည်ကျွန်တော်နိုင်ငံဟာကျွန်တော်လူငယ်တွေကိုပြောချင်တာကမတရားမှုကတစ်ဖက်စွဲထားတဲ့အစွဲကတစ်ဖက်ရွေ့တဲ့အရွေ့ကနည်းနည်းစွဲတဲ့အားကအင်မတန်ကြီးပြီးတော့ရွေ့တဲ့နှုံးကခယူနှုံးပက်ကြည့်နှုံးအင်မတန်မှကိုနှိကွေးတဲ့နှုံးနဲ့ရွေ့နေတာဖြစ်ပါတယ်ဒါကြောင့်မလို့လူငယ်တွေကိုကျွန်တော်ကသိစေချင်တာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်ကပြောချင်တာက2015မှာလွတ်လပ်တဲ့နိုင်ငံသားတယောက်အနေနဲ့လွတ်လပ်တဲ့စာရေးဆရာကြပြဆရာတယောက်အနေနဲ့2015မှာနိုင်ငံကောင်းဆောင်တယောက်ကိုခမည်းဘလို့ရွေးမလဲလို့ဆိုတဲ့မေးခွန်းကိုကျွန်တော်ကပြည်သက်နဲ့ဆွေးနွေးကြတာဖြစ်ပါတယ်နံပါတ်1ချက်ကျွန်တော်စဉ်းစားပါတယ်လက်ရှိအကြီးအကဲဖြစ်တဲ့ဦးသိန်းစိန်နောက်လာမယ့်ရွေးကောက်ပွဲမှာဆက်လက်ပြီးတော့ရှင်းပြမယ်ဆိုရင်မဲပေးခွင့်ရှိတဲ့လူတယောက်အနေနဲ့ကျွန်တော်အနေနဲ့ဦးသိန်းစိန်ကိုပယ်ပါတယ်ဘာကြောင့်ပယ်ရတယ်လဲဆိုရင်တမတော်ရဲ့အရှိန်အဝါမလွတ်ကင်းတဲ့ခေါင်းဆောင်တယောက်ကောင်းရကောင်းကျိုးကိုဆောင်ရွက်လိုစိတ်ရှိပေမဲ့နောက်ကိုဇန်းတငယ်ငယ်လှဲ့ကြည့်နေရတဲ့လူတယောက်ဇက်ပိုးနာနေတဲ့လူတယောက်အနေနဲ့သူ့ကိုနောက်တစ်ဆက်ထပ်ပေးရင်ကျွန်တော်တို့တိုင်းပြည်ဇန်းငင်ဖြစ်အောင်ကလွဲလို့မရှိဘူးလို့ဆုံးဖြတ်တဲ့အတွက်သူ့ကိုကျွန်တော်ကပယ်ပါတယ်သူ့ကိုပယ်ပြီးတဲ့အခါမှာနောက်တစ်ယောက်ဒီဘက်ကလွှတ်တော်ကအကြီးအကဲကိုစဉ်းစားတဲ့အခါမှာပိုင်ဆိုင်မှုစည်းစိမ်ဥစ္စာတွေဟာသူ့ရဲ့သားသမီးတွေရိုးသားသားကြိုးစားသားဆောင်ရွက်လို့ရတဲ့ဥစ္စာတွေဖြစ်တယ်ချိန်မြင့်စစ်ဆေးနိုင်ပါတယ်လို့ပြောတဲ့စကားအလကားအရင်မြတ်အဖတ်မြတ်စကားတွေပြောမယ်အစားလွတ်တော်မှာပိုင်ဆိုင်မှုတွေချပြဖို့အဆိုတင်သွင်းကြတော့ကဘာဖြစ်လို့ကန့်ကွက်မဲအပြည့်နဲ့ရှုံးခဲ့ရတာလဲဘာဖြစ်လို့ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုချမပြရဲကြတာလဲအဲ့တော့သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုစစ်ဆေးဖို့ဆိုတာလေအင်မတန်ခက်ခဲပါတယ်နိုင်ငံတကာအထိလိုက်ပြီးကျွန်တော်တို့နိုင်ငံတကာဘဏ်တွေအထိလိုက်ပြီးမစစ်ဆေးနိုင်ပါဘူးစစ်ဆေးမဲ့ကျွန်တော်တို့မှာလေရင်စေးမတတ်နိုင်လို့ပါအဲ့တော့လွတ်တော်ကြီးကဲကိုကျွန်တော်အကြံပြုလိုတာတခုပဲရှိပါတယ်တကယ်လို့နောက်လာမယ့်ရွေးကောက်ပွဲမှာသမ္မတဖြစ်ရွေးကောက်ခံနေတယ်ဆိုရင်ကျွန်တော်တို့စဉ်းစားစရာတစ်ချက်သူ့ကိုကျွန်တော်တို့အကြံပေးခြင်းပါသမ္မတလာစာ350ဖြစ်တယ်10လဆိုတော့300တစ်နှစ်ဆိုတော့600ဘယ်သမ္မတကိုမှမပေးတဲ့အခွင့်အရေးသူ့ကိုပေးပါမယ်600 9နှစ်နဲ့မြောက်3000ဘသူကိုမှမပေးတဲ့အခွင့်အရေးရော့ခဏ3000တခါတည်းယူသွားလိုက်9နှစ်စာလာစာတခါနဲ့ပေးလိုက်မယ်ဘယ်သမ္မတကိုမှမပေးဘူးကျန်တဲ့သမ္မတတွေအကုန်လုံးတလချင်းယူရတာသူ့ကိုတော့ကျွန်တော်တို့9နှစ်စာ3000တခါနဲ့ပေးလိုက်မယ်ပြီးရင်စကားတစ်ခုသူနဲ့ဆွေးနွေးမယ်3000ထက်ပိုတဲ့ပစ္စည်းမှန်သမျှအကုန်ပြန်သိမ်းမယ်တသက်လုံးဝန်ထမ်းလုပ်လို့ရတဲ့လစာတွေကစားရင်တောက်ရင်နဲ့ကုန်မှာပေါ့မကုန်ဘူးလို့ထားလိုက်တသက်လုံးထမ်းရွက်လာတဲ့လစာတွေကိုပြန်တွက်အဲ့တော့3000 plus တသက်လုံးထမ်းရွက်လာတဲ့လစာအဲ့ဒါခင်ဗျာခံစားပါပိုတဲ့ဟာတွေကျုပ်တို့ပြန်သိမ်းမယ်အဲ့ဒီသဘောတူညီချက်ရှိရင်ခင်ဗျားကိုမဲပေးတဲ့မပေးတဲ့ကျုပ်တို့စဉ်းစားမယ်ဒီလိုချမပြနိုင်ဘဲနဲ့တော့သူ့ကိုလည်းဒုတိယမြောက်ပယ်မဲအဖြစ်ကျွန်တော်ကပယ်ပါတယ်အဲ့တော့တတိယအနေနဲ့စဉ်းစားစရာရှိတဲ့လူကအခုတမတော်ရဲ့အကြီးအကဲဖြစ်တဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်စကားတွေအများကြီးမပြောဘူးသို့တော့ပြောတော့လဲတခွန်းပဲအများကြီးမပြောပေမဲ့ပြောတဲ့တခွန်းအင်မတန်ထိရောက်တယ်အဲ့ဒီသူပြောတဲ့စကားတခွန်းတည်းနဲ့သူ့ကိုလည်းပြတ်သားသားပယ်လို့ရပါတယ်
တမတော်ရဲ့အကြီးကဲကာကွယ်ရေးဦးစီးချုပ်ဟာကာကွယ်ရေးဦးစီးချုပ်ဘဝမှာပဲအေးစစ်စစ်နားဖို့လိုပါတယ်တကယ်လို့ကာကွယ်ရေးဦးစီးချုပ်ဘဝကနေတမတော်လိုင်းကိုကူးလို့ရတယ်ဆိုတဲ့တကားပေါက်တစ်ချက်ပွင့်သွားခဲ့ရင်နောက်လာလက်တန်သောကာကွယ်ရေးဦးစီးချုပ်မှန်သမျှဟာဒီတမတော်ချန်စီယိုးကိုလှန်လှန်ခုံမှာဖြစ်တဲ့အတွက်အစကောင်းမှာအနှောင်းသေးကြမှာဖြစ်တဲ့အတွက်သူ့ကိုလည်းပယ်ပါတယ်အဲ့တော့တိုင်းပြည်မှာအကြီးကဲ၄ယောက်ရှိခဲ့အထက်ကကျွန်တော်3ယောက်တော့ပယ်ပြီးသွားပါပြီကျွန်တော်အခုပယ်တာတွေပြောနေတာဖြစ်ပါတယ်အဲ့တော့လာမယ့်2015မှာလူငယ်တွေတဖြည်းဖြည်းနဲ့ရင့်ကျက်လာမယ့်သူတွေကျွန်တော်တို့အခုပြောဆိုဆွေးနွေးနေသလိုမျိုးအခုကျွန်တော်ပယ်ပြီးပြီကျွန်တော်ရွေးတာကိုမပြောသေးဘူးဘာကြောင့်ပယ်တယ်လဲဆိုတဲ့ကိစ္စကကျွန်တော်တိုင်းပြည်ကျွန်တော်နိုင်ငံအမွှာညီအကိုတွေအုပ်ချုပ်တဲ့တိုင်းပြည်အမွှာညီအကိုတွေကြပြလေးတစ်ပုဒ်ကျွန်တော်ရွတ်ပြခြင်းပါတယ်ရေးတဲ့ကြပြဆရာကအောင်ချင်းကြပြဆရာကြီးအောင်ချင်းအင်မတန်ခင်မိတယ်အသက်60ကျော်နေပြီရပ်ပါတွေဟစ်ဟော့တွေကိုထည့်သွင်းပြီးတော့သူ့ရဲ့ကြပြလေးမှာရေးထားတယ်ကြပြလေးကတူတူလေးပဲရပ်ပါတွေနဘေနှစ်တလို့ငါကလည်းနဘေနှစ်ခဲ့တယ်မမိုက်ဘူးမခိုက်ဘူးမဟန်ဘူးမလန့်ဘူးတဲ့မမိုက်ဘူးမခိုက်ဘူးမဟန်ဘူးမလန့်ဘူးအဲ့ဒီငါနဘေကဥပမာအဲ့ဒီကောင်ကိုငါကြည့်မရပါဘူးဆိုကမှအဲ့ဒီကောင်မှာအမွှာညီအကိုရှိနေပြီအဲ့ဒီအမွှာညီအကို2ယောက်လမ်းတွဲလျှောက်လာတာကိုပက်ပင်းငါမှမြင်လိုက်ရတယ်လို့မျိုးအမွှာညီကို2ယောက်လျှောက်တဲ့လမ်းကြပြဆရာကအောင်ချင်းဖြစ်ပါတယ်ရပါရီနဘေနဲ့တလို့ငါကလည်းနဘေနှက်လိုက်ပါတယ်တဲ့ကလေးတွေနဘေနဲ့တလို့ငါကလည်းနဘေနှက်ပါတယ်တဲ့ဟာလားတောင်ကူမအမောင်ထူးထူးဆောင်းထူးထူးချုံပါညာပေါ့နော်ကလေးတွေအော်တယ်လို့မျိုးသူကလည်းပြောတယ်မမိုက်ဘူးမခိုက်ဘူးမဟန်ဘူးမလန့်ဘူးတဲ့ငါနဲ့ချင်တဲ့ငါနဘေဥပမာကတဲ့အဲ့ဒီကောင်ကိုငါကြည့်မရပါဘူးဆိုကမှအဲ့ဒီငါကြည့်မရတဲ့ကောင်မှာအမွှာညီအကိုရှိနေပြီအဲ့ဒီအမွှာညီအကို2ယောက်လမ်းတွဲလျှောက်လာတာကိုငါမှာပက်ပင်းတွေးရလိုက်တယ်လို့မျိုးတဲ့ကြည့်မရပါဘူးဆိုမှအမွှာညီကို2ယောက်ကအတူတူလမ်းတွဲလျှောက်လာတာကျွန်တော်တိုင်းပြည်ကျွန်တော်နိုင်ငံရဲ့အခြေအနေကလည်းကြည့်မရတဲ့အမွှာညီကို2ယောက်လမ်းတွဲလျှောက်လာတာနှစ်50ကျော်ခဲ့ပြီနှစ်50ကျော်ခဲ့ပြီအဲ့တော့စောစောကပယ်ခဲ့တဲ့သူတွေကပြန်စဉ်းစားကြည့်ရင်အမွှာညီကိုတွေဖြစ်တဲ့အတွက်ကျွန်တော်ကပယ်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့အချင်းတိုင်းတစ်ခုနှလုံးသားတစ်ခုအစုပ်တစ်ခုအစုပ်ကတော့နှစ်ချမ်းပေါ့လေအဆိုင်တစ်ခုတိုင်းပြည်အတွက်လူမျိုးအတွက်ခေါင်းဆောင်မှုကောင်းတွေကိုပေးနိုင်တဲ့ခုနကတီးတန့်ရှင်တန်လို့တဲ့ခေါင်းဆောင်စစ်တယောက်ကိုပဲကျွန်တော်တို့လိုချင်ပါတယ်အဲ့ဒါလို့ပူတွဲဖြစ်နေတဲ့အမွှာညီကိုတွေကိုကျွန်တော်တို့မလိုချင်တော့ဘူးဒါကြောင့်မလို့ဒီ2015မှာအဲ့ဒီအမွှာညီကိုများကိုပယ်တဲ့အကြောင်းကျွန်တော်ကဆွေးနွေးခြင်းဖြစ်ပါတယ်သို့တော့တိုင်းပြည်ရဲ့အခြေအနေဒီဘာမှမတိကြတဲ့အနေအထားဖြစ်တယ်တမတော်သားကလုံခြုံရေးကိုတာဝန်ယူရမယ်တဲ့နိုင်ငံရေးသမားကစီမံခန့်ခွဲရမယ်သတင်းစာဆရာကသတင်းရေးသားတဲ့အလုပ်လုပ်ရမယ်ဝန်ထမ်းကတိုင်းပြည်ရဲ့ရန်တရားကိုလဲပတ်ရမယ်တမတော်သားကနိုင်ငံတော်ကိုကာကွယ်နိုင်ငံရေးသမားကနိုင်ငံကိုစီမံခန့်ခွဲဝန်ထမ်းတွေကရန်တရားကိုလဲပတ်သတင်းစာဆရာကသတင်းရေးသားတဲ့အလုပ်ကိုလုပ်ဒါဟာပုံမှန်လုပ်ရမယ့်လုပ်ငန်းတွေဖြစ်ပါတယ်အခုတော့ကျွန်တော်တို့နိုင်ငံမှာဖြစ်နေတဲ့အခြေအနေဒီစစ်သားကနိုင်ငံရေးလုပ်တဲ့စစ်သားကနိုင်ငံရေးလုပ်ပြီးတော့နိုင်ငံရေးသမားကသတင်းစာထိုက်ထောင်ပါတယ်စစ်သားတွေကနိုင်ငံရေးလုပ်တယ်သတင်းစာနိုင်ငံရေးသမားတွေကသတင်းစာထိုက်ထောင်တယ်သတင်းစာဆရာကဘာသာရေးတိုက်ပွဲဝင်ပြီးတန်ဃာတော်တွေကဥပဒေပြဋ္ဌာန်းဖို့ကြိုးစားနေတဲ့နိုင်ငံပါပဲတဲ့အဲ့ဒီစာသားလေးကိုကျွန်တော်တို့တည်ပြီးသားဖြစ်ပေမဲ့ကျွန်တော်တို့ဒီနေရာမှာဖော်ထုတ်ပြောဆိုဖို့လိုပါတယ်ဒါကျွန်တော်တို့သတင်းစာဆရာเนาะကျွန်တော်တို့ဆရာတယောက်ရေးတဲ့သတင်းတစ်ပိုက်ထဲမှာပါတဲ့စာသားလေးကိုသူ့အတိအကျလေးအတိုင်းလေးဖြစ်အောင်ကျွန်တော်ကပြန်ပြီးတော့တင်ပြပေးခြင်းဖြစ်ပါတယ်အဲ့တော့စစ်သားကနိုင်ငံရေးလုပ်ပြီးတော့နိုင်ငံရေးသမားကသတင်းစာတိုက်တွေထောင်မယ်သတင်းစာဆရာကဘာသာရေးတိုက်ပွဲဝင်နေမယ်တန်ဃာတော်တွေကဥပဒေပြဋ္ဌာန်းမှုစူးစမ်းရင်တော့ဒီနိုင်ငံဟာနောက်ထပ်နှစ်50နဲ့လည်းမလုံလောက်ပါဘူးတဲ့
ဒါကျွန်တော်တို့စဉ်းစားရမယ်အချက်တွေဖြစ်ပါတယ်ကျွန်တော်တိုင်းပြည်ကျွန်တော်နိုင်ငံမှာအဲ့ဒါလိုလွဲချော်နေမှုတွေအင်မတန်များပြားနေပါတယ်ထို့သဖြင့်ဘာသာရေးနဲ့ပတ်သက်ရင်ဆက်စတိအကဲဆက်တယ်လို့ပြောရလွယ်တဲ့အချက်လက်တွေကျွန်တော်တို့များစွာကြုံခဲ့ပြီမနစ်ကကျွန်တော်ဒီမှာပြောခဲ့တဲ့တိုင်းပြည်ရှင်ပြုချိန်ဆိုတဲ့ဟာလေးကျွန်တော်နည်းနည်းလေးပြန်ပြီးတော့နှွှေးချင်ပါတယ်တိုင်းပြည်ရှင်ပြုချိန်ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်ကပြောခဲ့တယ်နိုင်ငံတော်ကကျွန်တော်တို့ရှင်ပြုခဲ့ဘူးတယ်လို့ရှင်ပြုတဲ့အခါမှာသိကွင်းနေတဲ့ခန္ဓာကိုယ်လေးကကြီးထွားလာအောင်ဖုံးကန်နေပို့ပြီးမြင်မာလာအောင်ဆိုတဲ့စိတ်နဲ့ကျွန်တော်တို့ဘုရားဘာသာဝင်တွေကရှင်ပြုမင်္ဂလာပွဲကိုဆင်နွှဲကြတယ်အဲ့ဒါလို့ရှင်ပြုပြီးတော့ရှင်လင်ပြန်လို့ရှိရင်ခန္ဓာကိုယ်ကပို့ပြီးတော့ထွားကျိုင်းလာမယ်ဖုံးကန်တွေကပို့ပြီးတော့မြင်မာလာမယ်အဲ့ဒါလို့စိတ်နဲ့ရှင်ပြုကြတယ်အဲ့ဒီမှာကျွန်တော်ဖွားပြောတဲ့စကားငါမီးရေနောက်တစ်ပတ်မှာရှင်ပြုမယ်အဲ့ဒါလို့ကောင်းမှုမင်္ဂလာလောက်ခံနေတိုင်းမှာမကောင်းတဲ့အဖြစ်အမှောက်မာနဆိုတာဝင်တတ်တယ်ငါမီးရေဒါကြောင့်မလို့မင်္ဂလာပြုတ်ကန်နီးမှာအဖြစ်အမှောက်မာနတွေကိုဂရုစိုက်ပါတစ်ပင်ပေါ်မတက်ပါနဲ့ပြုတ်ကြလိမ့်မယ်မျက်နှာချောင်းသားမသွားနဲ့ရင်းနှီးပြီးတော့ဒုက္ခရောက်တတ်တယ်မှောင်နေမဲတဲ့မသွားနဲ့မွေပါကင်းပါခိုက်တတ်တယ်လမ်းမကိုမထွက်နဲ့စပိန်ဆိုင်ကတိုက်လိမ့်မယ်အဖွားရဲ့စကားကိုအင်မတန်နားထောင်နဲ့မြည်လိမ့်ပါလေရှင်ပြဖို့3ရက်လုံးမှာလက်ကျိုးသွားပါတယ်ရှင်ပြဝဲမှာဓာတ်ပုံရိုက်တော့လက်ကျိုးလေးနဲ့အခုကျွန်တော်စာရေးစာဖြစ်လာတော့ကျွန်တော်စဉ်းစားမိတယ်။အော်အဖွားပြောတော့တဲ့စကားလိုပဲ။သေးကွေးတယ်ကြုံနေတယ်ဆိုတော့ကျွန်တော်တိုင်းပြည်ကိုကျွန်တော်ကဖွံ့ဖြိုးစေခြင်းနဲ့ကြီးထွားစေခြင်း။အဲ့ဒီစိတ်နဲ့တိုင်းပြည်ကိုရှင်ပြုတ်ပေးလိုက်ရင်ရှင်လင်ပြန်တဲ့အခါမှာကျွန်တော်တိုင်းပြည်ဟာစီးပွားရေးခြေလှမ်းလက်တံတွေပို့ပြီးတော့များရှည်လာမလား။နိုင်ငံရေးဖုံးတကိုးတွေပို့ပြီးတော့များကြီးလာမလား။ကမ္ဘာအလယ်မှာဝင့်ထဲတဲ့နိုင်ငံတနိုင်ငံအဖြစ်ရပ်တည်လာနိုင်မလားဆိုတဲ့စိတ်နဲ့တိုင်းပြည်ရှင်ပြုတ်ခြင်းဆိုပြီးကျွန်တော်ဆွေးနွေးခဲ့တယ်ကျွန်တော်တော့မမမိတော့ပါဘူးခုနကမနေ့ကကိုကျေးဇူးကကျွန်တော်မနေ့ကဒီကောင်းစဉ်နဲ့ဆွေးနွေးသွားတယ်လို့သူကပြောပါတယ်အဲ့တော့တိုင်းပြည်ကိုရှင်ပြုတ်ကန်နေမှာအဖြတ်တွေအမှောက်တွေမာနတွေဝင်တတ်ပါတယ်လို့ပြောပြတဲ့စကားမကြခင်မှာပဲ4-5 လအတွင်းမှာမိထီလာကနေအစပြုတဲ့လူမျိုးရေးပဋိပက္ခတွေတောက်လျှောက်ပေါ်ပေါက်လာတာကိုတွေ့ရပါတယ်တမိုင်းကြောင်းကိုပြန်လေ့လာကြည့်ရင်88တုန်းကလည်းဒီပုံစံပါပဲအခုကျွန်တော်တို့တကြော့ပြန်တန်တရားလဲတဲ့အနေနဲ့ဒီလူမျိုးရေးပဋိပက္ခတွေဟာအချိန်ကိုက်အခါကိုက်စီးကိုက်ဝါကိုက်နဲ့စနစ်တကျပေါ်ထွက်လာတာကိုကျွန်တော်တို့တွေ့ရပါတယ်ဒီနေရာမှာဆရာတော်တန်ခါတော်များလည်းရှိတဲ့အတွက်တပည့်တော်ကမျိုးဆောင်ဥပဒေအဲ့ဒီဥပဒေနဲ့ပတ်သက်တဲ့ကိစ္စတွေကိုဆွေးနွေးတင်ပြနေခြင်းမဟုတ်ပါဘူးဗျာအဲ့ဒီဥပဒေရဲ့နောက်ွယ်မှာရှိမဲ့ထောင်ချောက်နဲ့မာယာတွေကိုသာတပည့်တော်ကဆွေးနွေးနေခြင်းဖြစ်ပါတယ်ဆိုတဲ့အခါကျတော့2015အတွက်လူငယ်တွေကိုရည်ရွယ်ပြီးတော့ပြောနေတဲ့စကားဖြစ်တဲ့အတွက်ဒီတိုင်းပြည်ရှင်ပြုတ်ချိန်နဲ့အတူလိုအပ်တဲ့လူငယ်တွေထားတဲ့စိတ်ကလေးတစ်စိတ်အဲ့ဒါလေးကိုလည်းတွက်ဖက်ပြီးတော့ကျွန်တော်တင်ပြခြင်းပါတယ်အဲ့ဒါကတော့အင်မတန်ရိုးရှင်းတဲ့ကျူလေးလုံးလို့ခေါ်ပါတယ်ပထမဆုံးကျူကဘာလဲဆိုရင် IQ လို့ခေါ်ပါတယ် intelligence quotient လို့ခေါ်တဲ့အုံနောက်အရေးအသွေးဖြစ်ပါတယ်ဉာဏ်ပညာအရေးအသွေးဖြစ်ပါတယ်ပညာရေးကိုအခြေခံတဲ့အုံနောက်အရေးအသွေးIQ ကောင်းတဲ့သူတွေဟာတော်တဲ့လူငယ်တွေဖြစ်ပါလိမ့်မယ်လူငယ်တွေကိုတော်စေခြင်းနဲ့IQ ကောင်းတဲ့သူတွေဖြစ်စေခြင်းနဲ့ကျွန်တော်တို့သင်ယူရတဲ့ပညာရေးကအားကောင်းမောင်းတန်ပညာရေးမဟုတ်ဘူးကျွန်တော်တို့ပညာရေးကြောင်းတော့ကျွန်တော်တို့ဟာတော်တဲ့လူတွေဖြစ်ဖို့ခက်ခဲတယ်ဒါပေမဲ့အဲ့ဒီပညာရေးအပေါ်မှာပဲအခြေခံပြီးတော့ပြင်ပဘုဒ္ဓလေ့လာမှုနဲ့ပေါင်းစပ်လိုက်ရင်လူရင်းတို့ရှင်းပြောရရင်တော့စာပေဖတ်ရှုလေ့လာမှုနဲ့ပေါင်းစပ်လိုက်ရင်တော်တဲ့လူငယ်တွေဖြစ်လာနိုင်တယ်ဒါဖြစ်ရင်တော်တဲ့လူတိုင်းကောင်းသလားတော်တဲ့လူတိုင်းလောကကိုအကျိုးပြုနိုင်သလားလို့ပြန်စဉ်းစားတော့ကောင်းဖို့လဲလိုတယ်ဆိုတဲ့အချက်ကိုတွေ့ရပါတယ်ဟစ်တလာဆိုတဲ့လူဟာအင်မတန်တော်တဲ့လူတစ်ယောက်ဖြစ်ပါတယ်ဒါပေမဲ့သူကအာနာရှင်သူ့ရဲ့နှလုံးသားကမကောင်းဘူးဆတ်တန်ဟူစိန်ဆိုတဲ့လူဟာအင်မတန်တော်တဲ့လူတစ်ယောက်ဖြစ်ပါတယ်သူကလည်းအာနာရှင်အစွန်းရောက်သူ့ရဲ့နှလုံးသားကမကောင်းဘူးဒါကြောင့်ကောင်းတဲ့လူငယ်ဖြစ်ဖို့နောက်ထပ်ကျူတစ်လုံးကိုကျွန်တော်တို့ထပ်ပြီးတော့လေ့လာရပါတယ်အဲ့ဒီကျူကတော့ EQ လို့ခေါ်တဲ့ emotional quotient လို့ခေါ်တဲ့နှလုံးသားအရေးအသွေးဖြစ်ပါတယ်အုံနောက်အရေးအသွေးကောင်းတဲ့သူဟာတော်တဲ့လူငယ်တစ်ယောက်ဖြစ်မယ်နှလုံးသားအရေးအသွေးကောင်းတဲ့သူဟာလူကောင်းတစ်ယောက်ဖြစ်မယ်အုံနောက်နဲ့နှလုံးသားဘက်ညီတဲ့လူငယ်မှသာရင့်ကျက်ဖွံ့ဖြိုးပြီးတော့တည်ငြိမ်တဲ့လူတော်လူကောင်းတစ်ယောက်ဖြစ်နိုင်ပါတယ်အဲ့ဒီလိုလူတော်လူကောင်းဖြစ်ဖို့အတွက်စာပေဘုဒ္ဓဖတ်ရှုလေ့လာမှုမပါဘဲနဲ့ဘယ်နည်းနဲ့မှမရပါဘူးကျောင်းပညာရေးကအာမကိုရတဲ့အတွက်ကျောင်းပညာရေးကိုအခြေခံပြီးကြံတဲ့ရှာဖွေလေ့လာမှုတွေလုပ်ရပါလိမ့်မယ်အင်္ဂလိပ်စကားကိုလည်းလည်းပတ်ပတ်ကျွမ်းကျွမ်းကျင်ကျင်ပြောရဆိုရအောင်
ကွန်ပျူတာကိုကျွမ်းကျင်သုံးနိုင်ဆွဲနိုင်အောင် IT နည်းပညာရပ်တွေကိုကဘာနဲ့ရင်မောင်တက်နိုင်တဲ့အထိတက်မြောက်အောင်ကျွန်တော်တို့လူငယ်တွေမညံ့ဘူးဆိုတာကျွန်တော်တို့သိပါတယ်အဲ့ဒီလိုအိုင်ကျူနဲ့အီကျူကောင်းတဲ့လူငယ်တွေကိုလူတော်လူကောင်းလို့တတ်မှတ်ပြီးတဲ့အခါကျတော့ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့လူတယောက်ဟာအိုင်ကျူရောအီကျူပါကောင်းတဲ့လူတော်လူကောင်းတယောက်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံအတွက်အစောကြီးကြာဆုံးကွယ်လွန်သွားခဲ့တဲ့အတွက်ဆုံးရှုံးခဲ့ရတယ်1915ခုဖေဖော်ဝါရီ23မှာမွေးခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်း1949ဇူလိုင်19မှာကြာဆုံးခဲ့တဲ့အတွက်32နှစ်5လနဲ့6ရက်သားလျင်သူ့ရဲ့တက်တန်းဟာရှိခဲ့တယ်အသက်မရှိခဲ့ဘူးဒါကြောင့်တိုင်းပြည်ရဲ့ကံကြမ္မာကလည်းတမျိုးတစ်ဖုံမြန်ပြောင်းလဲသွားသလားလို့ကျွန်တော်တို့ကတွေးတောစရာရှိပါတယ်မနေ့ကမိတ်ဆွေတယောက်ကပြောပါတယ်အိန္ဒိယချင်းနိုင်ငံစိုးတွေအကြောင်းကိုဆရာနောက်နေ့ဟောပြောတဲ့အခါမှာအကြက်တဝင့်ဟောပြောပေးနိုင်မလားတဲ့အဲ့တော့ကျွန်တော်တို့ကိုတတ်နိုင်သမျှတော့ကျွန်တော်ပြောပါမယ်သို့တော့တင့်လျောက်ပအောင်ပြောရတာဖြစ်တဲ့အတွက်အကိုစိတ်တိုင်းကြလောက်အောင်တော့ဖြစ်ချင်မှဖြစ်မယ်ကျွန်တော်မနေ့ကပြောခဲ့ပါတယ်အရှေ့မြောက်ဘက်မှာရှိတဲ့တရုတ်နိုင်ငံနဲ့အနောက်ဘက်မှာရှိတဲ့အိန္ဒိယနိုင်ငံလူဦးရေတန်း1500နဲ့1300လောက်ရှိတဲ့နိုင်ငံတွေကမ္ဘာကြီးရဲ့တဝက်လောက်ရှိတဲ့အင်အားကြီးနိုင်ငံတွေအဲ့ဒီကြားမှာညံ့နေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံစဉ်းစားခဲ့ဘူးတယ်အဲ့ဒီတရုတ်နိုင်ငံနဲ့အိန္ဒိယနိုင်ငံကငါတို့မြန်မာနိုင်ငံတက်ပို့ပြီးတော့ဖွံ့ဖြိုးတိုးတက်တယ်တို့နိုင်ငံတက်မြန်ပို့ပြီးတော့လွတ်လပ်ကြတာထူထောင်ကြတာစောလို့လားလို့စဉ်းစားတဲ့အခါမှာလေ့လာတဲ့အခါမှာကိန်းဂဏန်းလေးတွေသွားတွေ့ပါတယ်အိန္ဒိယနိုင်ငံလွတ်လပ်ရေးရတဲ့ခုနှစ်တက္ကရာ1949ဩဂတ်လ31ရက်ဖြစ်ပါတယ်ကျွန်တော်တို့က1948ဆိုတော့အိန္ဒိယကကျွန်တော်တို့ထက်နည်းနည်းပဲစောပါတယ်တရုတ်ပြည်သူ့သမ္မတနိုင်ငံကိုထူထောင်တဲ့ခုနှစ်ဒီ1949အောက်တိုဘာလ1ရက်လို့တွေ့ရတဲ့အတွက်တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာကျွန်တော်တို့နိုင်ငံထက်တောင်ထူထောင်တာနောက်ကျပါသေးတယ်49မှာအိန္ဒိယ48မှာမြန်မာနိုင်ငံ49မှာတရုတ်လွတ်လပ်ကြတာချင်းထူထောင်ကြတာချင်းတူပါရဲ့နဲ့ဘာဖြစ်လို့ကျွန်တော်တို့နိုင်ငံတစ်နိုင်ငံနဲ့နောက်ပြန်ဆွဲပြီးကြိုင်းခဲ့ရတာလဲဒါကျွန်တော်တို့စဉ်းစားစရာကိစ္စတွေဖြစ်ပါလေအင်မတန်ရှင်းပါတယ်အိန္ဒိယနိုင်ငံဖွံ့ဖြိုးတိုးတက်တာတရုတ်နိုင်ငံတာယာဝါပြောတာအဲ့ဒီနိုင်ငံကိုဥဆောင်တဲ့ခေါင်းဆောင်တွေတော်လို့သတ်မှတ်ရင်ကျွန်တော်တို့နိုင်ငံမဖွံ့ဖြိုးမတိုးတက်ဘဲစင်ရတွေနဲ့နေတာဟာကျွန်တော်တို့နိုင်ငံကိုဥဆောင်တဲ့ခေါင်းဆောင်တွေညံ့လို့ပေါ့ဒါအင်မတန်ရှင်းတဲ့အဖြစ်ဖြစ်ပါတယ်အဲ့ဒီမှာမှနောက်တစ်ခုစိတ်ဝင်စားဖွယ်ရာတစ်ချက်ကအိန္ဒိယနိုင်ငံရဲ့လွတ်လပ်ရေးကိုယူပေးခဲ့ကြတဲ့ခေါင်းဆောင်တွေကအဲ့ဒီအိန္ဒိယနိုင်ငံကြီးကိုနောက်ထပ်နှစ်ပေါင်း30လောက်ဆက်လက်ပြီးတော့ပြုစုပြောထောင်နိုင်ခဲ့ကြတယ်ဗိုလ်ချုပ်အောင်ဆန်း32နှစ်ကျော်မှာကွယ်လွန်သွားခဲ့တယ်ဗိုလ်ချုပ်သားတကယ်လို့နောက်ထပ်နှစ်340ဆက်ပြီးတော့တိုင်းပြည်ကိုထူထောင်ပေးနိုင်ခဲ့မယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်ရဲ့ကံကြမ္မာကလည်းတစ်မျိုးဖြစ်နိုင်ပါဒါကျွန်တော်တို့ရှင်တွဲပြီးတော့စဉ်းစားစရာအချက်လေးတွေဖြစ်ပါတယ်အိန္ဒိယနိုင်ငံရဲ့ခေါင်းဆောင်တွေကတော့လွတ်လပ်ရေးယူပေးခဲ့တဲ့ခေါင်းဆောင်တွေဟာနောက်ထပ်နှစ်30လောက်ဆက်ပြီးတော့သူတို့ရဲ့တိုင်းပြည်ကိုမွေးမြူနိုင်ခဲ့ကြတယ်ပြောချင်တာကဗိုလ်ချုပ်အသက်မရှိခဲ့ဘူးလူတော်လူကောင်းဖြစ်တဲ့ဗိုလ်ချုပ်အသက်မရှိခဲ့ဘူးကျွန်တော်တတရကျူကိုပြောချင်လို့ဒါလေးကိုတင်ပြခြင်းဖြစ်ပါတယ်တတရကျူကဘာလဲဆိုတော့ပီကျူလို့ခေါ်တဲ့ physical quotient ဖြစ်ပါတယ်ကိုကာယအရေးအသွေးကိုကာယအရေးအသွေးဆိုတော့ကျမ်းမာမှုဆိုင်ရာတနည်းအားဖြင့်အသက်ပေါ့ကျမ်းမာမှအသက်ရှိမှာဘူးဒီကနေ့လူငယ်လူရွယ်တွေဟာတော်ဖို့လိုသလိုကောင်းဖို့လိုသလိုအသက်ရှိဖို့လည်းလိုပါတယ်အဲ့ဒါလိုထူးချွန်ထက်မြက်တဲ့လူငယ်တွေအသက်ရှင်မှသာတိုင်းပြည်ရဲ့အနာဂတ်ကိုသူတို့ကဆက်လက်ပြီးတော့တာဝန်ထမ်းဆောင်နိုင်မှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာဖွဲ့စည်းတည်ဆောက်ထားတဲ့အဆောက်အဦတွေအုပ်ချုပ်ပုံတွေကပညာရေးနဲ့ပတ်သက်ရင်တက္ကသိုလ်တွေရဲ့ကောင်းခြင်းအင်္ဂါရပ်တွေအားလုံးကိုဖျက်ဆီးပစ်တယ်တိုင်းပြည်နိုင်ငံမှာလှုပ်ရှားမှုတွေသူတို့ရဲ့အာဏာကလထံကိုလှုပ်ခါပြစ်မဲ့သူတွေဟာတက္ကသိုလ်ကအကြောင်းသားတွေဖြစ်တယ်ဆိုတာကိုသိတဲ့အတွက်ထိတ်လန့်တုန်လှုပ်တဲ့အတွက်တက္ကသိုလ်ရဲ့အင်္ဂါရုပ်တွေအားလုံးကိုဖျက်ဆီးပစ်ပါတယ်အဲ့ဒီတက္ကသိုလ်ရဲ့အင်္ဂါရုပ်တွေကိုဖျက်ဆီးပြီးတော့အင်မတန်ဝေးလံခေါင်တည်တဲ့လေတော်လေကွင်းလက်ကွက်တွေကြားထဲမှာဘာအနှစ်သာရမှမရှိတဲ့တက္ကသိုလ်အသစ်တွေတည်ပေးပါတယ်မြို့နယ်အတော်ကိုအလှမ်းဝေးတဲ့နေရာတွေမှာတက္ကသိုလ်အသစ်တွေကိုတည်ပေးတယ်လုံခြုံရေးကိုအကြောင်းပြုပြီးတော့တိုင်းပြည်နိုင်ငံမှာတစုံတရာဖြစ်လာခဲ့ရင်အလွယ်တကူထိမ့်သိမ့်လို့ရအောင်အဲ့ဒီလိုနေရာမှာတည်ပြီးထားပြီးတော့ပညာနဲ့ပတ်သက်တဲ့ပံ့ပိုးမှုတွေကိုစနစ်တကျဆောင်ရွက်မှုမရှိဘဲနဲ့အဲ့ဒီတက္ကသိုလ်ပတ်ပတ်လည်မှာ
ဘီယာဆိုင်တွေကြိုက်တဲ့လောက်ဖွင့်လို့ရတယ်အရက်ဆိုင်တွေကြိုက်တဲ့လောက်ဖွင့်လို့ရတယ်လောင်းကစားကန်းတွေကြိုက်တဲ့လောက်ဖွင့်လို့ရတယ်တဲခိုကန်းတွေကြိုက်တဲ့လောက်ဖွင့်လို့ရတယ်ကျွန်တော်တို့ရန်ကုန်မှာဆိုရင်အဲ့ဒီတက္ကသိုလ်ရဲ့ဘေးမှာပတ်လည်မှာတက်ခိုကန်းမောင်များများစွာရှိပါတယ်တက္ကသိုလ်ကျောင်းသူကျောင်းသားနဲ့တက်ခိုကန်းနဲ့ပါဆိုင်တယ်လေကျွန်တော်ကပွဲတစ်ပွဲမှာပြောခဲ့ဘူးလေကျွန်တော်ကတကွမျိုးတွေမြောက်ပိုင်းမှာနေတဲ့သူဖြစ်တဲ့အတွက်ကျွန်တော်တပည့်တွေကိုကျွန်တော်ကပြောတယ်တကွမျိုးတွေမြောက်ပိုင်းဟာကွာလို့ရန်ကုန်ဘူရာကြီးနဲ့နီးသလားကွာလို့မနီးဘူးဆရာဘူရာကြီးအဝေးပဲဒါဖြင့်မော်တင်သင်္ဘောစိတ်နဲ့နီးသလားဘယ်နီးမှလဲဆရာရဲ့မော်တင်နဲ့တခြားစီဒါဖြင့်မင်္ဂလာတော်လေစိတ်နဲ့ဟောမင်္ဂလာတော်ကမင်္ဂလာတော်မှာလေးဆရာလေးဘာလို့ရှောက်မေးနေလဲဒါဖြင့်ကားဂိတ်နဲ့ဟောကွာလို့ကားဂိတ်ကအောင်မင်္ဂလာနဲ့လည်းအဝေးကြီးတဲ့ဟိုးမြို့ကကျုံမှာပဲသွားတဲ့ဒဂုံအေယာဂိတ်နဲ့လည်းအဝေးကြီးတဲ့ဆရာဘာသိကျင်လို့ဒါရှောက်မေးနေတာတော့မဟုတ်ပါဘူးလို့အဲ့ဒါတော့လူသူရောက်ပေါက်နေတဲ့ငါတို့ဒဂုံမြို့တင်မြောက်ပိုင်းမှာတဲခိုကန်းနေအများကြီးတွေ့နေရလို့မေးတာပါလို့ပြောတော့ကျွန်တော်တပည့်တယောက်ကအာသွက်ရှာသွက်နေပဲတော်တော်ပိန်းနေဆရာဆိုတဲ့မျက်လုံးမျိုးနဲ့ကြည့်ပြီးတော့တခွန်းဖြေပါတယ်အဲ့ဒါတွေဘာမှရှေ့စရာမလိုဘူးလေဆရာရဲ့တဲ့ဒဂုံတက္ကသိုလ်ကြီးရှိပြီလေတဲ့လုံလောက်ပြီလေတဲ့အဲ့ဒီတက်ခုကန်းတွေကဒဂုံတက္ကသိုလ်ကြီးတစ်ခုတည်းရှိုံနဲ့လုံလောက်ပြီတဲ့ဒါကျွန်တော်တို့လူကြီးများကစနစ်တကျအကွက်ချပြီးတော့လူငယ်တွေကိုဖြက်လို့ဖြက်စီးလှုပ်ထားတဲ့အပေးအမြောက်ပြုထားတဲ့ကိစ္စရပ်တွေဖြစ်ပါတယ်အဲ့တော့မာယာတွေကိုမသိတဲ့ထောင်ချောက်တွေကိုမသိတဲ့လူငယ်တွေဟာတက္ကသိုလ်တွေကနေထွက်လာပြီးတော့ဘီယာဆိုင်တွေကိုဝင်သွားလိုက်အရက်ဆိုင်ကိုရောက်သွားလိုက်ဘီလီယက်ခုံကိုရောက်သွားလိုက်တက်ခုကန်းတွေကိုရောက်သွားလိုက်အဲ့ဒါလိုနဲ့တမိုင်းမဲ့တဲ့လူငယ်တွေအဖြစ်ကြီးပြင်းလာခဲ့ရတာဖြစ်ပါတယ်ဒါဟာသူတို့ရဲ့အာဏာလှုပ်ရမ်းခံရမှာကိုကြောက်ရွံ့တဲ့လူကြီးများရဲ့ကြိုတင်ကြံစည်မှုဖြစ်ပါတယ်ဒါကိုလည်းလူငယ်တွေကိုကျွန်တော်တို့ကသိစေချင်ပါတယ်ဒါကြောင့်မလို့ခုရန်ကုန်တက္ကသိုလ်ကိုပြန်လဲဖွင့်လှစ်ဖို့သက်ဆိုင်ရာပညာရေးအဆင့်တန်းတွေကိုမြင့်တင်ဖို့နယ်ပယ်အသီးသီးကနေပြီးတော့တောင်းဆိုဆောင်ရွက်နေကြတာဖြစ်ပါတယ်ကျွန်တော်တို့ဒီကနေ့ပြောဆိုဆောင်ရွက်နေတဲ့ကိစ္စရက်မှန်သမျှဟာအနာဂတ်လူငယ်တွေအတွက်ကြီးပဲဖြစ်ပါတယ်ဒါကိုလည်းတာချီလေးမြို့မှာရှိတဲ့လူငယ်လူရွယ်မောင်မယ်များနားလည်စေချင်ပါတယ်ကျွန်တော်တို့ပြောနေဆိုနေတာဟာကျွန်တော်တို့အတွက်မဟုတ်ဘဲနဲ့လူငယ်တွေအတွက်ရည်ရွယ်ပြီးတော့ဆောင်ရွက်နေခြင်းဖြစ်တယ်ဆိုတာကိုသိစေချင်ပါတယ်အဲ့ဒီလိုတော်တဲ့လူငယ်တွေအဲ့ဒါလိုကောင်းတဲ့လူငယ်တွေပီကျူလို့ခေါ်တဲ့တက်ရှိကျမ်းမှာဖြစ်တော့မှတိုင်းပြည်နိုင်ငံအတွက်စိတ်အေးရမှာဖြစ်ပါတယ်ဒါကြောင့်မလို့2015ကိုလူငယ်တွေကိုကျွန်တော်ဘယ်လိုရင်ဆိုင်စေချင်တာလဲဆိုရင်ကျူလေးလုံးလို့ကျွန်တော်ပြောပါတယ်နောက်ဆုံးကျူတစ်လုံးချန်ပါတယ်ပထမကျူကအုံနောက်အရေးသွေးကိုပြတဲ့ I ကျူဒုတိယကျူကနှလုံးသားအရေးသွေးကိုပြတဲ့ E ကျူတတိယအရေးသွေးကအဲ့ဒီလူတော်လူကောင်းဖြစ်တဲ့လူငယ်လေးတွေသက်ရှိကျမ်းမာစွာနေထိုင်နိုင်ဖို့ကိုယ့်ရဲ့အသက်ကိုကိုစောင့်ရှောက်တတ်ဖို့ P ကျူနောက်ဆုံးကျူတစ်ကျူကတော့လူငယ်လေးတွေမကလူကြီးတွေနဲ့ပါဆိုင်တဲ့တိုင်းပြည်နိုင်ငံရဲ့အနာဂတ်ကိုပါပြောင်းလဲသွားစေနိုင်တဲ့ကျူတကျူဖြစ်ပါတယ်အဲ့ဒီကျူကတော့ S ကျူလို့ခေါ်ပါတယ် spiritual quotient လို့ခေါ်တဲ့ကိုယ်ွယ်ယုံကြည်မှုဆိုင်ရာအရေးအသွေးဖြစ်ပါတယ်ဒီနိုင်ငံဟာဗုဒ္ဓဘာသာတိုင်းပြည်နိုင်ငံတစ်ခုဖြစ်တယ်ဒီနိုင်ငံမှာပဲဘာသာခြားလူမျိုးတွေစုယုံနေထိုင်တဲ့နိုင်ငံတစ်ခုလည်းဖြစ်တယ်အဓိကဘာသာရေးလေးခုဖြစ်တဲ့အစ္စလမ်ဘာသာဟိန္ဒူဘာသာခရစ်ယာန်ဘာသာနဲ့အတူရှင်တွဲပြီးတော့နှစ်ပေါင်းများစွာနေထိုင်လာခဲ့တဲ့တိုင်းပြည်တစ်ပြည်လည်းဖြစ်တယ်။အဲ့ဒီနေရာမှာအဲ့ဒီ S2 ရဲ့အကဲဆက်မှုအပေါ်မှာတိုင်းပြည်လူချင်းများကစနစ်တကျအသုံးချနေတယ်ဆိုတာလေးကိုကျွန်တော်ကတင်ပြလိုရင်းဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်မေးခွန်းတစ်ခုမေးပြစေ။လူတစ်ယောက်နဲ့တစ်ယောက်ဝင်ပြီးတော့တိုးမိတိုက်မိနိုင်တဲ့ကိစ္စသည်ဖြစ်နိုင်ပါသလားမဖြစ်နိုင်ဘူးလားခင်ဗျာ။လူတစ်ယောက်နဲ့တစ်ယောက်ဝင်ပြီးတိုးမိတိုက်မိဆိုတဲ့ကိစ္စဖြေပေးပါလူတယောက်နဲ့တယောက်ဝင်ပြီးတော့ပခုံးချင်းတိုက်မိတာတို့လက်ချင်းချိတ်မိတာတို့ဖြစ်နိုင်ပါသလားမဖြစ်နိုင်ဘူးလားအင်မတန်ခက်ခဲတဲ့ကိစ္စလားအလွယ်တကူဖြစ်နိုင်တဲ့ကိစ္စလားခင်ဗျကျွန်တော်တို့ဒီဩပြောပွဲကြီးပြီးသွားပြီဆိုတဲ့အချိန်မှာနှုတ်ဆက်လိုက်တဲ့အချိန်မှာလူတွေကဝုန်းဝန်းနဲ့ထမယ်အပေါက်ဝါမှာတယောက်နဲ့တယောက်မတိုက်မိနိုင်ဘူးလားဘတ်စကားတက်ဆင်းမှာတယောက်လက်နဲ့တယောက်မချိတ်မိနိုင်ဘူးလားဗျာဈေးထဲမှာဈေးဝယ်ရင်တယောက်နဲ့တယောက်တိုးမိတိုက်မိရှိနိုင်တာပေါ့လူတယောက်ကလူတယောက်ကိုဝင်တိုက်တယ်ဆိုတဲ့ကိစ္စဟာတိတ်ပြီးတော့စမ်းကြဲတဲ့ကိစ္စမှမဟုတ်ပဲဒါပေမဲ့တိုင်းပြည်ကိုမဖွင့်မျိုးမတိုးတက်စေခြင်းပဲနဲ့သူတို့လက်ထဲမှာပဲထာဝရထားလို့တဲ့လူတစုကအထူးပြုစကားလုံးလေးတွေနဲ့ဖန်တီးလိုက်တဲ့အခါကျတော့အတိတ်ပဲတစ်မျိုးပြောင်းသွားပါတယ်
တကယ်တော့လူတယောက်ကလူတယောက်ကိုဝင်တိုက်တဲ့ကိစ္စ modify လုပ်လိုက်တဲ့အခါကျတော့ဘာသာကြားအမျိုးသမီးတဦးကမြန်မာကိုရင်လေးတစ်ပါးကိုဝင်တိုက်မိရာကအိမ်လုံး90မီးလောင်သွားပါတယ်တကယ်တော့လူတယောက်ကလူတယောက်ကိုဝင်တိုက်မိတာဖြစ်ပါတယ်ဒါပေမဲ့တိတ်ကိုအကဲဆက်တဲ့ S2 ကိုကောင်းကောင်းအသုံးချမှန်သိတဲ့အာဏာပိုင်များဟာဘာသာကြားအမျိုးသမီးကမြန်မာကိုရင်လေးတစ်ပါးကိုဝင်တိုက်မိရာကအိမ်လုံး90မီးလောင်သွားတယ်အနောက်မှာအိမ်လုံး90မီးလောင်နေတဲ့အချိန်မှာပဲအရှိကအိမ်လုံး90ထပ်ရှို့ပါတယ်အရှိနဲ့အနောက်လောင်နေတဲ့အချိန်မှာတောင်နဲ့မြောက်ကအစင်သင်းဖြစ်နေပါပြီအရှိအနောက်တောင်မြောက်ဝဲရာတနိုင်ငံလုံးမီးဟုံဟုံတောက်ပြီးဆိုရင်တော့ကျွန်တော်တို့ကြားနေကြစကားလေးတစ်ခုကိုပြန်ကြားပါလိမ့်မယ်အဲ့ဒီစကားကတော့တိုင်းပြည်ဟာမီးဟုံဟုံတောက်လောင်နေပြီးကြောက်ထက်ကြဖို့လက်နှလုံးလိုကိုရောက်နေတဲ့အတွက်တက်မတော်ဟာအာဏာကိုမလိုချင်ပါပဲနဲ့အခုကျွန်တော်ဆွေးနွေးတဲ့ထဲမှာမျိုးဆောင်ဥပဒေဘာဥပဒေဆိုတဲ့ကိစ္စတွေကိုကျွန်တော်မပြောဘူးကျွန်တော်ပြောနေတာဒီမာယာကိုမာယာအတိုင်းမြင်ဖို့ထောင်ချောက်ကိုထောင်ချောက်အတိုင်းမြင်ဖို့အတိတ်ကနဲ့တာမညကိုခွဲခြားပြီးမြင်ဖို့ဖြစ်ပါတယ်တိုင်းပြည်ရဲ့ခေါင်းဆောင်ကိုရွေးချယ်တဲ့နေရာမှာအင်မတန်ကိုရှင်းရှင်းလင်းလင်းရွေးချယ်နိုင်ပါရက်နဲ့အခုလူတွေအားလုံးဟာဝေဝေဝါးဝါးထူထူပြပြဖြစ်ရတဲ့ကိစ္စသည်ကျွန်တော်တို့စိတ်ပညာအရာစိုက်ဝါးလို့ခေါ်တဲ့စိတ်ဓာတ်စစ်စင်ရေးဖြစ်ပါတယ်ရုပ်မြင်သံကြားမှာ TV မှာတို့တာဝန်ရေးသုံးပါဘာဥတီချက်၄ရက်ညာဥတီချက်၄ရက်ဘယ်သူမှလည်းမကြည့်ပါဘူးအမြဲတမ်းကြော်ပါတယ်ဘယ်သူကြော်မကြော်အမြဲတမ်းသူတို့ထည့်ပါတယ်ဆိုလိုတာကဒါတွေကစိုက်ဝါးလို့ခေါ်တဲ့စိတ်ဓာတ်စစ်စင်ရေးနည်းပညာတွေဖြစ်ပါတယ်လူဟာတွေ့ပါမြင်ပါများလာတဲ့အခါမှာရင်ပါတဲ့သဘောဖြစ်ပါတယ်အဲ့ဒီနည်းတွေနဲ့အခုတိုင်းပြည်ရဲ့ခေါင်းဆောင်ကိုရှင်းရှင်းလင်းလင်းရွေးရမယ့်နေရာမှာအခုဆိုရင်သူ့လူကိုယ့်ဘက်သားတွေပါခြေရှုပ်လာတဲ့အထိတစ်ဖက်လူရဲ့ဆွမ်းဆောင်ချက်တွေဟာတစ်ဖက်လူရဲ့ကစားကွက်တွေဟာတော်တော်လေးအကွက်စိတ်လာတာကိုတွေ့ရပါတယ်တဲလောက်နှစ်ပေါင်း90လုံးပြည်သူလူထုရဲ့လေဘင်းကိုတက်နင်းထားတဲ့သူတွေကိုထောက်ခံခြင်းတဲ့သူရှိနေသေးတယ်ဆိုတာကအင်မတန်လွှဲချော်တဲ့မောင်းမှုတစ်ခုပါပဲပါတီဝင်တယောက်မဟုတ်ပါဘူးကျွန်တော်ကလွတ်လပ်တဲ့စာရေးဆရာတယောက်ဖြစ်ပါတယ်ကျွန်တော်ကိုအခု Facebook ပေါ်ဒီမှာဒေါအောင်ဆန်းစုကြည်ကို lobby လုပ်နေတဲ့လူတယောက်ဆိုပြီးတော့ဆွဆွဲရေးသားကြတာတွေရှိပါတယ်ကျွန်တော်ကိုလာပြကြတယ်ဆရာစိတ်ကိုထိန်းတော့ဆရာကဒေါသကြီးတတ်လို့ဟဲ့နင်တို့ Facebook ကိုငါစိတ်မဝင်စားဘူး Facebook တဲ့ပို့ပြီးပြင်းထန်တဲ့ပို့ပြီးတော့လူကြီးလူကောင်းဆန်တဲ့ကိစ္စတွေငါစင်မောနေပြောနေတယ်လို့တတ်တရှိရင်ကွင်းနဲ့ထွက်ခဲ့ပါလို့ကိုရကနေမဆဲပါနဲ့လို့ဆိုပြီးတော့ကျွန်တော်ဒေါအောင်ဆန်းစုကြည်ကို lobby လုပ်နေတဲ့လူတယောက်အဖြစ်တာရှိလေးပြည်သက်ရှေ့မှာကျွန်တော်ဝန်ခံပါမယ်ဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်ရင်ကျွန်တော်ကိုကြိုက်တဲ့ဆွဆွချက်တင်လို့ရပါတယ်ဒီကနေ့ဒီဒေါအောင်ဆန်းစုကြည်ကိုချစ်ခင်တဲ့နိုင်ငံသားတယောက်လေးစားကြည်ညိုတဲ့နိုင်ငံသားတယောက်အနေနဲ့ကျွန်တော်တို့ဒီအလုပ်တွေကိုဆောင်ရွက်နေပါတယ်ဘာခွင့်ရင်းမှမယူသလိုဘာခွင့်ရင်းမှလည်းမတောင်းပါဘူးဘာအာဏာမှမရှိသလိုဘာခံစားမှုမှလည်းမရှိပါဘူးဘာခံစား권မှလည်းကျွန်တော်တို့မရပါဘူးအစိုးရကစိတ်ဓာတ်တစ်ပတ်ပြန်လဲပြီးဖမ်းရင်ရှေ့ဆုံးကခံရမယ့်သူတွေဟာကျွန်တော်တို့ပါပြောချင်တာကတိုင်းပြည်ရဲ့ခေါင်းဆောင်ကိုဒီလောက်တောင်ရှင်းရှင်းလင်းလင်းရွေးချယ်လို့ရနေပါရက်နဲ့သူ့လူကိုယ့်ဘက်သားတွေရဲ့ခြေရှုံးမှုကြောင့်ခုဆိုရင်ဒေါအောင်ဆန်းစုကြည်ကိုမဲပေးလိုက်ရင်ပဲတိုင်းပြည်ရဲ့ဘာသာသာသနာကညှိုးနွမ်းတော့မယ်ဆိုတဲ့အပေါက်မျိုးဘုန်းကြီးကိုတတ်တာဒေါအောင်ဆန်းစုကြည်မဟုတ်ဘူးစကားတွေအများကြီးပြောရင်ရှုံနေမှာဆိုလို့ဘုန်းကြီးကိုတနတ်နဲ့ပြစ်တာဒေါအောင်ဆန်းစုကြည်မဟုတ်ဘူးအဲ့ဒီလူတွေကအခုဘာသာသာသနာညှို့ငွယ်တော့ပျောက်ကွယ်တော့မယ်ပျက်စီးတော့မယ်လို့ပြောနေတော့ဒါကိုပဲနောက်ကလိုက်ပြီးတော့ရော့တီရောကြောင်လုံနေတဲ့လူတွေကိုကြည့်ပြီးကျွန်တော်တို့ကစိတ်မကောင်းဘူးဘာဖြစ်လို့ဒီလောက်တောင်အတွေးအခေါ်နဲရတာလဲအသက်80အရွယ်နားကိုရောက်နေတဲ့ခေါင်းဆောင်တယောက်ဟုတ်တယ်သူ့အမေနေမကောင်းလို့တိုင်းပြည်ကိုရောက်လာတယ်ဒေါခင်ကြီးနေမကောင်းလို့တိုင်းပြည်ကိုရောက်လာတယ်တိုင်းပြည်မှာအရေးခင်းကြီးဖြစ်တယ်လူလူလှရှားမှုကြီးဖြစ်တယ်ဘိုးကျောင်းဆိုင်ရဲ့တွေးပြီးသူ့မှာလည်းတာဝန်ရှိလို့ခံယူပြီးတော့အဲ့ဒီနေ့ကလေးကဒီနေ့ချိန်ထိနှစ်ပေါင်း20ကျော်သစ္စာရှိ
ဆောင်ရွက်ခဲ့တဲ့လုပ်ငန်းတွေဒါပေမဲ့ဒီကနေ့ဝေဖန်တဲ့အခါမှာအဲ့ဒီနှစ်ပေါင်း20ကျော်တစ္ဆာရှိရှိဝေဖန်ခဲ့တဲ့ကိစ္စတွေကိုမိမောင်းထိုးမပြတော့ဘဲနဲ့ကိုရွေးချယ်တဲ့ခင်မုန်းကိုတော့အမျိုးမဆောင်ပဲရွေးခဲ့တဲ့မိမတယောက်တဲ့လွတ်တော်ထဲမှာဒေါအောင်ဆန်းစုကြည်ပြောတဲ့စကားလေးရှိပါတယ်အမကြီးကဘာဖြစ်လို့နိုင်ငံသားကိုယူလာလဲဗျာလို့လွတ်တော်တယောက်ကမေးတဲ့ခါမှာဒေါအောင်ဆန်းစုကြည်ကပြုံးပြုံးလေးကြည့်ပြီးပြန်ပြောပါတယ်ကျမသာမြန်မာနိုင်ငံမှာနေရင်ရှင်နဲ့လည်းညားနိုင်ပါတယ်တဲ့အင်မတန်ရှင်းတဲ့ကိစ္စရပ်တွေကိုစိုက်ဝါလို့ခေါ်တဲ့စိတ်ဓာတ်စစ်စင်ရေးဤပညာနဲ့ဆောင်ရွက်နေတာကိုကျွန်တော်တို့လူငယ်များသိစေချင်ပါတယ်မျိုးချစ်ဆိုတဲ့စကားလုံးအပေါ်မှာတလွဲအကောင့်ထဲမှာဖော်စေချင်ပါဘူးအဲ့တော့ဒီလူလူကောင်းဆောင်ဟာအဲ့ဒါလိုနှစ်ပေါင်းများစွာနေခဲ့ပြီဟုတ်တယ်မေးနေမကောင်းလို့လာယာကနေပြီးတော့ရည်ရွယ်ချက်မရှိပင်မဲ့တိုင်းပြည်ရဲ့လိုအပ်မှုအရတိုင်းပြည်ရဲ့ခေါင်းဆောင်တယောက်ပေါ်ထုတ်မှုအရပေါ်ပေါက်လာခဲ့ပြီတားနှစ်ယောက်မွေးထားတယ်ခင်မုန်းတယ်ရှိတယ်အဲ့ဒီကနေပြီးတော့တောက်လျှောက်နေကျေကျုပ်ဘဝနဲ့16နှစ်ကျော်နေခဲ့ရတယ်ခင်မွန်းတယ်မိုက်ကယ်အဲရစ်စိတ်ကြိတ်ကင်ဆာဝေဒနာနဲ့နေမကောင်းဖြစ်ပြီပြန်မလားလို့မေးတယ်ပြန်စေခြင်းနေတယ်ပြန်သွားရင်မြန်မာနိုင်ငံကိုပြန်လာလို့မရဘူးဆိုတာသိတဲ့လူလူကောင်းဆောင်ကခေါင်းခါခဲ့တယ်မပြန်ဘူးတယ်လီဖုန်းပြောဖို့ကြိုးစားတာအနောက်ရှက်အတားအဆီးမျိုးနဲ့တယ်လီဖုန်းလေးတောင်ပြောခွင့်မရဘူးမိုက်ကယ်အဲရစ်ဆုံးကန်ဒီ2ရက်အလိုကြာမှနိုင်ငံခြားကဖုန်းကောတစ်ခုကိုစကားပြောခွင့်ရတယ်မိုက်ကယ်အဲရစ်ကပြောခဲ့တယ်စုရည်ကိုကတော့ဝေဒနာကိုဝိပဿနာနဲ့ခံနိုင်အောင်ကြိုးစားနေပါတယ်မိုက်ကယ်အဲရစ်ဟာဝိပဿနာကိုကျင့်ကြံပွားများအားထုတ်သွားတဲ့ဗုဒ္ဓဘာသာဝင်တယောက်ဆိုတာလည်းဒီနေရာမှာပြောပြစီစုဟာကိုယ့်အတွက်ထက်စုရဲ့နိုင်ငံအတွက်ပို့ပြီးအရေးကြီးတယ်ဆိုတာကိုနားလည်ပါတယ်နှုတ်ဆက်ခဲ့တယ်နော်2ရက်ကြာမှကွယ်လွန်သွားခဲ့ပါတယ်ခင်မွန်းတဲ့ရဲ့ဇာပနာခန္ဓာကိုလည်းမသွားခဲ့ဘူးတားနှစ်ယောက်ကအဝေးမှာတားငယ်ကောင်လေးကမြန်မာနိုင်ငံကိုစိတ်ကူးရရင်ရတယ်လို့လာတတ်ပင်မဲ့လာခွင့်ရတဲ့အချိန်မှာလာလို့လာခဲ့ပင်မဲ့တားအကြီးကတော့မိခင်အပေါ်မှာတော့စိတ်တစ်မျိုးတစ်မီရှိတယ်လို့ကျွန်တော်တို့ကြားသိရတယ်ဒီလိုနှစ်ပေါင်း20ကျော်ကိုယ့်ရဲ့ကိုယ်ရေးကိုယ်ဓာတ်တွေအားလုံးကိုစွန့်လွတ်ပြီးတော့ကိုယ့်ရဲ့ကြော်ကြားမှုတွေအားလုံးကိုစွန့်လွတ်ပြီးတော့ပညာတတ်အမျိုးသမီးကြီးတစ်ယောက်အဲ့ဒါလို့စွန့်လွတ်ပြီးတော့နှစ်ပေါင်း20လောက်လောက်ခဲ့ဒါကိုတောင်မှဒေါအောင်ဆန်းစုကြည်ကတိုင်းပြည်အတွက်ဘာများအနစ်နာခံလို့လဲလို့မေးတဲ့သူတွေအုံးမြင်စကားငှားပြီးပြောချင်ပါတယ်ပါဖြတ်ရိုက်ချင်ပါတယ်ကျွန်တော်မိန်းကလေးကပြောရင်နှစ်လင်နဲ့နှစ်20ခွဲကြည့်လို့ယောက်ျားကပြောရင်မင်းမိန်းမနဲ့နှစ်20ခွဲကြည့်လိုက်မိဘကပြောရင်မင်းသားသမီးနဲ့နှစ်20လောက်ခွဲကြည့်လိုက်ခွဲပြီးမှမင်းစကားကိုလာပြောပါဆိုလိုတာကကျွန်တော်ကိုဒေါအောင်ဆန်းစုကြည်ရဲ့ lobby လို့ပြောရင်လည်းကျွန်တော်ကချီချင်နဲ့လက်ခံပါလေအသက်80အရွယ်ရောက်နေတဲ့လူထုကောင်းဆောင်တယောက်ဆရာဖုန်းနဲ့ကျွန်တော်နဲ့အမြဲတမ်းဆွေးနွေးဖြစ်တယ်ဆရာဖုန်းကျွန်တော်ကိုပြောပါတယ်ကိုညီမင်းညိုကြီးဒေါအောင်ဆန်းစုကြည်တမနာဖြစ်ချင်တယ်ဆိုတာသူ့အတွက်မဟုတ်ဘူးဟာလေဟုတ်တယ်ကိုလို့ကျွန်တော်လည်းနားလည်တယ်မင်းစဉ်းစားကြည့်ပါလားတဲ့ဒေါအောင်ဆန်းစုကြည်ဆိုတာကမ္ဘာတိကောင်းဆောင်တယောက်กว่าတယ်ဒီမြန်မာနိုင်ငံလိုတမနာဆိုတဲ့ယာတုကသူ့အတွက်သေးသေးလေးกว่าတယ်ကြိုက်တဲ့နိုင်ငံကိုသွားကြိုက်တဲ့ယာတုကိုယူကြိုက်တဲ့အလုပ်ကိုလုပ်လို့ရတဲ့မိန်းမတယောက်กว่าတယ်ဒေါအောင်ဆန်းစုကြည်တမနာဖြစ်ချင်တယ်ဆိုတာတန်း60တော့ပြည်သူလူထုအတွက်အလုပ်လုပ်ပေးခြင်းလို့ဖြစ်ချင်တာညီမင်းညိုရတယ်စာဖောင်းကျွန်တော်ပြောတယ်ဟုတ်တယ်ကိုလို့ကျွန်တော်သိပါတယ်အဲ့တော့ကျန်တဲ့လူတွေတမနာဖြစ်ချင်တာတော့ကျွန်တော်တို့မသိဘူးဒီတိုင်းပြည်ကလွဲပြီးတော့ဘယ်တိုင်းပြည်မှာမှလူရမဝင်တာကိုသိလို့လည်းဖြစ်ချင်ဖြစ်မှာပေါ့အဲ့တော့ကျွန်တော်တို့မော်တဲ့ကိုသွားတယ်ဆရာဖုန်းနဲ့ကျွန်တော်တို့ညီကိုနှစ်ယောက်သွားကြပါတယ်ဟိုမှာကျွန်တော်တို့ပေါက်ကွဲရှင်းလင်းရေမစေးသမားတွေနဲ့တွေ့တဲ့အခါမှာတော်ဝိုက်မဟုတ်ဘဲနဲ့ထဲတွေပဲကျွန်တော်တို့ပြောခဲ့ပါတယ်ကဲဗျာလို့ခင်ဗျားတို့ပြောနေကြတယ်လို့ဒေါအောင်ဆန်းစုကြည်နာမည်နဲ့ကြောက်စိမ့်တွင်ဘယ်နဲ့တွင်းရှိတုံးလို့တရွေးမှမရှိဘူးဆရာတဲ့ကြိုင်ကုမ္ပဏီတော့ရှိတယ်တဲ့ကြိုင်ဆိုတဲ့နာမည်နဲ့ကုမ္ပဏီတော့ရှိတယ်တဲ့ဒေါအောင်ဆန်းစုကြည်နာမည်နဲ့တော့မရှိပါဘူးတဲ့
ဒေါအောင်ဆန်းစုကြည်နာမည်နဲ့တစ်ကွက်ဒီဘယ်နှကွက်ရှိတယ်လဲလို့မကြားဘူးဆရာဒေါအောင်ဆန်းစုကြည်ထူထောင်ထားတဲ့စီးပွားရေးလုပ်ငန်းကုမ္ပဏီဘယ်နှကွက်ရှိတယ်လဲလို့မသိဘူးဆရာဒီအသက်အရွယ်မှာတိုင်းပြည်ရဲ့ကြီးမားတဲ့တာဝန်ကိုထမ်းဆောင်ပြီးတော့ဆောင်ရွက်တဲ့အချိန်မှာလဲမတော်မတရားမှုဆိုတာမဖြစ်နိုင်တော့တဲ့အချိန်အသက်အရွယ်အရအချိန်ခါအရစိတ်ဓာတ်အရပညာအရအသိအရအဲ့ဒီလိုရှင်းလင်းတဲ့ခေါင်းဆောင်တယောက်ကိုမှမရွေးချယ်ဘယ်သူကိုကျွန်တော်တို့ကရွေးချယ်ပါလဲခေါင်းကစိုက်ဝါလို့ခေါ်တဲ့တစ်ဖက်ကတံပြန်တိုက်စစ်စင်တဲ့နေရာမှာအင်မတန်တော်ပါတယ်ဒါကြောင့်မလို့အင်ဂျက်ချင်းအိုးမဲ့တော့ပြီးခုတ်ခိုင်းတယ်အဲ့လိုခုတ်ခိုင်းတဲ့အခါမှာဘုမသိဘာမသိပုံကူများကတောပြောတောင်ပြောစကားတွေပြောကြတယ်တိုင်းပြည်အတွက်ဘာများအနစ်နာခံခဲ့လို့လဲစောစောကကျွန်တော်စကားအနေငယ်ကြမ်းတမ်းသွားရင်ခွင့်လွှတ်ပေးပါဆိုတဲ့အခါကျတော့2015ကိုကျွန်တော်တို့ရင်ဆိုင်မဲ့နီလန်းအခုဦးအောင်သိန်းလင်းတင်တဲ့မဲတသိန်းကျော်ဟာလောက်ကြံ40ပြီးတော့ညတိညစ်ပတ်လောက်ထားတယ်ဆိုတဲ့ကိစ္စပေါ်နေပြီပြည်သူ့ခေတ်ဂျာနယ်ကရေးပါတယ်ပြည်သူလူထုအပေါ်မှာအစဉ်တစိုက်တကယ့်ကိုစလုတ်ထမှန်နိုင်ကောင်းအနေနဲ့ရေးသားဖော်ပြတဲ့ပြည်သူ့ခေတ်ဂျာနယ်ကအက်ဒီတာအပေါ်မှာရေးပါတယ်တတ်သိရှိရင်မဲပုံးထောင်ကြည့်လိုက်ပါခင်ဗျားပြောတဲ့လူဦးရေတသိန်းကလက်မှတ်ထိုးတယ်ဆိုတာကိုအမှန်တရားလိုပဲထားလိုက်ပါမယ်တဲ့မြန်မာနိုင်ငံမှာလူဦးရေတန်း60ရှိတယ်ဆိုရင်တဲ့59သန်းနဲ့6သိန်းရဲ့သဘောထားကိုသိအောင်မဲပုံးထောင်ကြည့်လိုက်ပါတဲ့အဲ့တော့ခေတ်စကားနဲ့ပြောရင်တသိန်းအကျော်ပေးတယ်ပေါ့ဗျာတသိန်းအကျော်ပေးတယ်တတ်သိရှိရင်မဲပုံးထောင်ကြည့်လိုက်2015ကမကြခင်မှာရောက်လာတော့မယ်တိုင်းပြည်ရှင်ပြုချိန်ဟာမကြခင်မှာရောက်လာတော့မယ်အဲ့ဒါလိုရောက်လာမဲ့အချိန်မှာအဖြစ်အမောက်အမင်္ဂလာတွေဟာဖြစ်ပွားနေရှိတယ်ဆိုတဲ့ကျွန်တော်တို့စိုးရင်ခဲ့တဲ့အတိုင်းပဲအခုအင်မတန်ရှုပ်ထွေးတဲ့ကိစ္စတွေတစ်ခုပြီးတစ်ခုပေါ်ပေါက်လာပြီလူတို့ကောင်းဆောင်ကနယ်လဲပြီးတော့စီယုံရင်စင်းတဲ့အချိန်လူတို့နဲ့တွေ့ဆုံတဲ့အချိန်မှာပဲအဆောင်ချက်များစွာနဲ့ထားတဲ့လက်နက်တိုက်ကတနက်နဲ့လက်နဲ့ကြီးစား900ပျောက်တယ်လို့အဲ့တော့ကျွန်တော်တို့ကတော့ပြောပါတယ်ကျွန်တော်တို့အချင်းချင်းပြောကြပါတယ်ဆရာချီဦးညိုတို့ကျွန်တော်တို့ဆရာမောင်သားချိုတို့ဆရာမောင်စင်ဝင်းပရိကုန်းတို့စုံကြတဲ့အခါမှာတတိထားနော်လို့ဆရာဖုန်းကလည်းကျွန်တော်တတိပေးပါတယ်အခုနှစ်ဖူးကပြောင်းလွန်းတယ်လို့ကြီးစား900တဲ့ကတထောင်ဟာကျွန်တော်တို့အတွက်ဆိုရင်အခုနှစ်ဖူးကချိန်ရတာလွယ်တယ်လို့နေ့နှစ်ဖူးကဘာထူးလို့လဲတဲ့အခုပြစ်ပြီဆိုမှတော့ကျွန်တော်လည်းပြီးပြီပေါ့အကိုရဲ့လို့အဲ့တော့လူတွေအားလုံးစဉ်းစားလိုက်တဲ့အခါကျတော့တနက်နဲ့ကြီးစား900ပျောက်သွားတယ်ခုချိန်ဒီဘာသတင်းမှလည်းမကြားချင်းချောက်တာလားဟိဟောက်တာလားဘာလုံမန်းကိုမသိရတဲ့လောက်ွက်တွေနဲ့ဆောင်ရွက်နေကြတယ်အဲ့တော့ခုနက59စာလုံးဆိုတဲ့ကိစ္စအော်ဒီနေရာမှာပြည်သူလူထုရဲ့သဘောထားစုတ်ထမှန်နိုင်ရဲ့အားကောင်းမှုတရုတ်ပညာရှိလူရှုံးကနိုင်ငံသားကို3မျိုးခွဲပါပထမနိုင်ငံသားရေဒုတိယနိုင်ငံသားရေတတိယနိုင်ငံသားပထမဒန်းစားဒုတိယဒန်းစားတတိယဒန်းစားပထမဒန်းစားနိုင်ငံသားဆိုတာတဲ့ကိုယ်တိုင်းပြည်ကိုယ်နိုင်ငံမှာမဟုတ်တာမှန်သမျှကိုမြူတမုံမှလက်မခံတဲ့လူစားမျိုးညစ်ပတ်ရက်ဆက်ရုံမှမှုကိုရဲရဲတောက်တဲ့သွေးနဲ့တော်လန်ရဲတဲ့နိုင်ငံသားမျိုးအဲ့ဒါလိုတော်လန်တဲ့အတွက်ထောင်မကြောက်တမ်းမကြောက်အသက်ကိုပေးရမှာပါမကြောက်တဲ့နိုင်ငံသားမျိုးကိုပထမဒန်းစားနိုင်ငံသားလို့ခေါ်ပါတယ်မတရားမှုကိုလည်းလက်မခံဘူးအဲ့ဒီမတရားမှုကိုတော်လန်ဖို့လည်းဝင်မလေးဘူးအဲ့ဒီလိုတော်လန်တဲ့အတွက်ထောင်ကြကြတန်းကြကြအသက်ကိုပါပေးရရင်ပေးရပါစေဥပမာပေးရရင်88တရကြော်ကြတဲ့ဆိုပါစို့ကိုမင်းကိုနိုင်တို့ကိုကြီးတို့ကိုချင်မီတို့လူလူကောင်းဆောင်တော်ဆန်းစုကြည်တို့ထောင်မကြောက်တမ်းမကြောက်လုပ်ခဲ့ကြတယ်နှစ်ပေါင်း20နီးပါးသူတို့လိုနာမည်မကြီးပေမဲ့88လူလူရေတော်ပုံကြီးမှာပိတ်ဆက်ခဲ့ကြတဲ့ရန်ရှင်လူတန်ခါចောင်းသားဘိုးပါအားလုံး88လူလူရေတော်ပုံကြီးမှာပဲကြာဆုံးကွယ်လွန်ခဲ့ရတဲ့15နှစ်အရွယ်8တန်းចောင်းသူမဝင်းမော်ဦးတို့လိုသူရဲကောင်းမျိုးသူတို့ဟာပထမဒန်းစားနိုင်ငံသားတွေဖြစ်ပါတယ်ဒုတိယဒန်းစားနိုင်ငံသားဆိုတာကတော့တဲ့မတရားမှုကိုတော့လက်မခံဘူးတဲ့ဒါပေမဲ့မတော်လန်ရဲဘူးမတရားမှုကိုလက်မခံဘူးမတရားမှုကိုမထောက်ခံဘူး
မတရားတဲ့ဘက်မှာမနေဘူးသို့တော့တော်လန်ရဲတဲ့စိတ်တော့မရှိဘူးအဲ့ဒီနိုင်ငံသားကိုတော့ဒုတိယဒန်းစားနိုင်ငံသားလို့ခေါ်ပါတယ်တတိယဒန်းစားနိုင်ငံသားကတော့တဲ့လွယ်ပါတယ်တဲ့ခြံစည်းရိုးပေါ်ခွထိုင်တဲ့လူဒန်းစားပေါ်တဲ့မတရားမှုလဲမတရားမှုမှန်သိပေမဲ့ဂရုမစိုက်ဘူးအဘကောင်းစားနေတဲ့ခင်မှာအဘလို့ခေါ်ပြီးအမကောင်းစားရင်အမလို့ခေါ်မဲ့ကောင်းစားတွေတဲ့အမကကောင်းစားမယ်မကောင်းစားဘူးတော့အမလုပ်တဲ့သူကကောင်းစားမယ်မကောင်းစားဘူးတော့မသေးကြသေးဘူးခုတည်းကကြိုပြီးတော့အမလုပ်နေတဲ့ကောင်းတွေခုခေတ်စကားနဲ့လွယ်လွယ်ပြောရရင် elite လို့ခေါ်တဲ့ရေပေါ်စီလူဒန်းစားကိုတတိယဒန်းစားအညံ့စားနိုင်ငံသားလို့ခေါ်ပါတယ်ဘသူသေးသေးငတေးမရင်ပြီးရောဆိုတဲ့စိတ်နဲ့ဘာနဖုတိုက်တူးမယ်ဆိုတဲ့လူမျိုးအဲ့တော့သင်ဘယ်လိုနိုင်ငံသားဖြစ်ချင်ပါသလဲပထမဒန်းစားနိုင်ငံသားဒုတိယဒန်းစားတတိယဒန်းစားပြောပြီးတဲ့အချိန်မှာအဲ့ဒီတတိယဒန်းစားတွေအကြောက်ဆုံးမန်တိုင်တစ်ခုရှိပါတယ်တဲ့ရေပေါ်စီလူဒန်းစားအကြောက်ဆုံးမန်တိုင်ကတော့စရုပ်ထမန်တိုင်လို့ခေါ်တဲ့စာနယ်ဇင်းမန်တိုင်ပါပဲရေပေါ်စီလူဒန်းစားအကြောက်ရွံ့ဆုံးအတုံလုံးဆုံးရင်မဆိုင်ခြင်းဆုံးကိစ္စသည်အဲ့ဒီစရုပ်ထမန်တိုင်ရဲ့အားကောင်းမှုပါပဲတတိယဒန်းစားအညံ့စားလူဒန်းစားဟာနံပါတ်3ဆိုရင်စရုပ်ထမန်တိုင်ဟာနံပါတ်4ဆိုရင်3နဲ့4ဟာဘယ်တော့မှမျက်နှာချင်းဆိုင်လို့မရတဲ့ဘဝတည်လို့ပါပဲအဲ့ဒါကိုတတိယဒန်းစားနိုင်ငံသားနဲ့တတိယနိုင်ငံသားနဲ့စရုပ်ထမန်တိုင်ဆိုပြီးတော့ဆရာမောင်ခိုင်လက်ကသမိုင်းမှာစဉ်းစားမရှိဆိုတဲ့စာအုပ်ထွက်ပါပြီအဲ့ဒီဆောင်းပါးမှာခွဲခြားပြတယ်မတရားမှုတွေကိုတော်လှန်ရတဲ့သူမျိုးမတရားမှုမှန်သိပေမဲ့မတရားမှုတွေကိုမဆန့်ကျင်ရဲပေမဲ့မထောက်ခံတဲ့သူတရားတာပဲဖြစ်ဖြစ်မတရားတာပဲဖြစ်ဖြစ်ကိုမိသားစုကိုလူတစုကောင်းစားရင်ပြီးရောဆိုတဲ့အညံစားအဲ့ဒီနေရာမှာစရုပ်ထမန်တိုင်ရဲ့အားကောင်းမှုအဲ့ဒီစရုပ်ထမန်တိုင်ရဲ့အားကောင်းမှုရဲ့နောက်မှာပြင်စမမန်တိုင်လို့ခေါ်တဲ့ပြည်သူလူထုရဲ့စုစည်းညီညွတ်တဲ့အားကျွန်တော်စကားကို2015ဆိုတဲ့ခေါင်းစဉ်ကိုကျွန်တော်ဒီအကြောင်းအရာလေးနဲ့အဆုံးသတ်မှာဖြစ်ပါတယ်2015ကိုကျွန်တော်ဘယ်လိုသွားစေချင်တယ်လဲဆိုတဲ့ရည်ရွယ်ချက်ကိုအခုကျွန်တော်ပြောပြမယ်ရုပ်ရှင်ဇာတ်ကားတကားရဲ့အကြောင်းအရာလေးနဲ့ကျွန်တော်ဆုံးသတ်ချင်ပါတယ်စရုပ်ထမန်တိုင်ဆိုတာစာနယ်ဇင်းရဲ့မန်တိုင်တိုင်းပြည်မှာမန်တိုင်၄ခုရှိတယ်အုပ်ချုပ်ရေးမန်တိုင်တရားစီရင်မန်တိုင်ဥပဒေပြုရေးမန်တိုင်အဲ့ဒီမန်တိုင်၃ခုကိုကြောတောင်းတော့ခံပြုတ်ပြီးစောင့်ကြက်ကြည့်ရှုနေတာဒီ West Door လို့ခေါ်တဲ့ပြည်ဆောင်ခွေးလို့ခေါ်တဲ့စရုပ်ထမန်တိုင်စာနယ်ဇင်းအဲ့ဒီစရုပ်ထမန်တိုင်ရဲ့အောက်မှာအင်မတန်မှအားကောင်းတဲ့ပြင်စမမန်တိုင်လို့ခေါ်တဲ့ပြည်သူလူထုရုပ်ရှင်ဇာတ်ကားလေးရဲ့နာမည်က No One Killed Jessica ကိုဘယ်သူမှမတတ်ဘူးတဲ့လား Jessica ဆိုတဲ့ကောင်မလေးကိုတယောက်ကမှမတတ်ဘူးလား No One Killed Jessica အဲ့ဒီ Jessica ဆိုတဲ့ကောင်မလေးကအသက်34နှစ်အရွယ်အိန္ဒိယနိုင်ငံနယူးဒေလီမြို့မှာစားသောက်ဆိုင်ကြီးတစ်ဆိုင်မှာအလုပ်လုပ်ရတဲ့ကောင်မလေးတစ်ယောက်မော်ဒယ်ကလှပပကြောရွပုရိသတိုင်းကြိုက်တဲ့နှင်းစီကိုင်လေးဟိုလူကလည်း Jessica ဒီလူကလည်း Jessica စားသောက်ဆိုင်ကလူ300လောက်တစ်ပိုင်းနဲ့ထက်စားလို့ရတဲ့စားသောက်ဆိုင်တနေ့တော့အဲ့ဒီစားသောက်ဆိုင်ကိုအိန္ဒိယအထက်လွှတ်တော်ကွန်ဂရက်အမတ်ရဲ့သားဗမာလိုပြောရင်ဝင်ကြီးတယောက်ရဲ့သားအပေါင်းပါတစုနဲ့ရောက်လာတယ်စပိုးဝိုင်းမှာထိုင်တယ် Jessica ကိုခေါ်တယ်အင်မတန်အဲ့တဲ့များနေတဲ့အချိန်မို့လို့ Jessica ချက်ချင်းမလာနိုင် Jessica ရောက်လာတဲ့အချိန်မှာပဲခါးကြကတနတ်ကိုထုတ်ပြီးတော့လူပုံလဲမှာရင်ဝတ်တဲ့ကိုတနတ်နဲ့ပြစ်တတ်တယ်သူ့ရဲ့ထဲမှာလဲသွားတဲ့ Jessica ရမ်းငွေမပြေသေးတဲ့တနတ်ကိုကန်ရင်းနဲ့လွတ်တော်ကွန်ဂရက်အမတ်ရဲ့သားကချိန်မောင်းနေလူ300လောက်ရှိတဲ့ဆိုင်ထဲမှာကျုပ်ပြစ်လိုက်တယ်လို့ဘယ်သူမြင်တယ်လဲအားလုံးအကောင်းလေးတွေငုံထားကြတယ်အကြောက်တရားကြီးဆိုးတဲ့မတော်မတရားမှုတွေဖွံ့ဖြိုးတဲ့တိုင်းပြည်နိုင်ငံတွေမှာဖြစ်လေဖြစ်တာရှိတဲ့အတိုင်းလက်နဲ့အားကိုးနဲ့အနိုင်ကျင့်တဲ့ကျုပ်ပြစ်လိုက်တယ်လို့ဘယ်သူမြင်တယ်လဲကျုပ်ဘာကောင်လဲဆိုတာခင်ဗျားတို့သိတယ်နော်ဆိုပြီးတော့အပေါင်းပါတစုနဲ့လွတ်တော်ကွန်ဂရက်မရဲ့သားဆိုင်ထဲကနေပြန်ထွက်သွားတယ်သူ့ရဲ့ထဲမှာ
တေပွဲဝင်သွားတယ်ဂျက်စစ်ကာအဲ့ဒီအိန္ဒိယနိုင်ငံနယူးဒေလီမှာရှိတဲ့ရဲတွေကလည်းဘလောက်တောင်ထူးချွန်ပြောင်မြောက်တဲ့ရဲတွေလဲဆိုတော့အမှုမှန်ပေါ်ပေါက်အောင်မဆောင်ရွက်ပေးတဲ့အပြင်အမတ်ရဲ့တာပြစ်လိုက်တဲ့ကြီးစံကိုတောင်လဲပေးထားတယ်ကျွန်တော်တို့မြန်မာနိုင်ငံဦးရဲတွေတော့မတော်ဘူးနယူးဒေလီကရဲတွေကကျွန်တော်နိုင်ငံဦးရဲတွေကတော်တယ်ရင်ကျေးတယ်တိမ်မွေ့တယ်စကန်းရှိမှာကတ်ထားတဲ့စလုံးကရှင်းတယ်အင်္ဂလိပ်လိုရောဗမာလိုရော May I help you ကူညီပြရစေကူညီဖို့အစဉ်နဲ့ခက်တာကကျွန်တော်တို့ကသူတို့ကိုကူညီမတောင်းရဲဘူးတခါလူကြီးတယောက်ကရဲဘော်တယောက်ကိုသွားပြီးအကူအညီတောင်းတယ်ရဲဘော်လေးကပြန်မေးပါလေဘယ်လောက်ဖို့ကူညီရမလဲတဲ့အိမ်မှာမြန်မာဗီဒီယိုဇာတ်လမ်းတွေကိုအင်မတန်ကြည့်တယ်ကျွန်တော်ရောက်သွားတယ်ကြည့်လိုက်တယ်ရဲတွေဝင်လာတယ် TV ကိုပိတ်လိုက်တယ်တာကြည့်နေတာမလားဘာလို့ပိတ်လိုက်တာလဲအဖေပြန်လာလို့ပိတ်တာလားလို့စာချက်မလို့လားမဟုတ်ဘူးဖေတဲ့ပြီးပြီလေတာကြည့်ပြီးသွားပြီဇာတ်လမ်းမပြီးသေးဘူးလေကွာခုမှရဲတွေရောက်လာရဲတွေရောက်လာမှတော့ဇာတ်လမ်းပြီးပေါ့ဖေရတယ်အဲ့တော့သားကိုကျွန်တော်ပြန်ပြောရတယ်ငါသားမင်းငယ်ပါသေးတယ်ကွာတကယ်လူလောကကြီးထဲမှာရဲတွေရောက်လာမှပို့ရှုပ်သွားတဲ့ဇာတ်လမ်းတွေအများကြီးငါသားရဲ့အဲ့တော့ပြောချင်တာကအိန္ဒိယနိုင်ငံနယူးဒေလီမှာရှိတဲ့ရဲတွေကအမှုမှန်ပေါ်ပေါ်ရွတ်တဲ့မကြိုးစားတဲ့အပြင်ပြစ်လိုက်တဲ့ကြီးစံအောင်လဲပေးတာလက်ပေးလက်ယူချက်စားမှုအကျင့်ပြတ်မှုဘလောက်တော့များနေအဲ့ဒီဂျက်စီကာမှာစပီနာလို့ခေါ်တဲ့ညီမလေးတယောက်ရှိတယ်စပီနာကပြောတယ်ကျမမျက်ရည်မကျဘူးကျမမငိုဘူးတဲ့ကျမအမရဲ့အမှုအမှန်အတိုင်းမဖြစ်မချင်းကျမဘယ်တော့မှမျက်ရည်မကျဘူးအဲ့ဒီနေရာလာစားတော့တဲ့လိပ်စာတွေတိုင်းတင်ချင်းကိုလိုက်အကိုအဲ့ဒီနေရာအကိုလာစားတယ်လေအကိုရှေ့မှာအပြစ်ခံလိုက်ရတာကျမအမသွေးစက်တွေတောင်ကိုယ်ဆင်သွားသေးတယ်အကိုရဲ့ကျေးဇူးပြုပြီးတော့အမရဲ့တရားဥပမာတက်တွေထွက်ပေးပါအမရဲ့အကိုတို့မတို့ရှေ့မှာဖြစ်ခဲ့တာလေဥတို့အန်တီတို့ရှေ့မှာဖြစ်ခဲ့တာလေကျေးဇူးပြုပြီးတက်တွေထွက်ပေးပါနော်ဘယ်ကျုပ်ပြစ်လိုက်တယ်လို့ဘယ်သူမြင်တယ်လဲဆိုတော့ချင်းချောင်းမှုရဲ့အောက်မှာဘယ်သူမှတက်တွေမလိုက်ရဲဘူးဂျက်စီကာအားလုံးကိုလိုက်ပြီးစူးစမ်းပေမဲ့စပီနာအားလုံးကိုလိုက်ပြီးစူးစမ်းပေမဲ့မအောင်မြင်ဘူးဒါပေမဲ့စပီနာကဇွဲမရှုံးအဲ့ဒီအိန္ဒိယနိုင်ငံနယူးဒေလီမှာအင်မတန်မှနာမည်ကျော်ကြတဲ့သတင်းတော့စုတ်ထမန်နိုင်သမားကောင်းဖြစ်တဲ့မီရာဆိုတဲ့သတင်းတော့တယောက်ရှိတယ်ဒါပေမဲ့မီရာကနည်းနည်းလေးဘဝင်ကိုင်းနေအထားကိုင်းနေနာမည်ကြီးသတင်းတော့ပြီးပြီမီရာဆိုတဲ့ငါကလေရင်ပြန်ပေးဆွဲမှုမြို့ကိုပဲလိုက်တဲ့ကောင်ဒီလိုဝင်ကြီးတယောက်ရဲ့သားနဲ့မော်ဒယ်ကောင်မလေးရှုပ်တဲ့ကိစ္စမျိုးတော့ငါစိတ်ဝင်စားဘူးဒီမှုကိုသူကြားတော့ကြားတယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်လေဖြစ်တာရှိတဲ့အတိုင်းပဲလူကြီးတယောက်ရဲ့သားနဲ့အနုပညာနယ်ပယ်ကမင်းသမီးလေးတယောက်ရုပ်ဖြစ်တဲ့ကိစ္စဒါစိတ်ဝင်စားစရာမဟုတ်ဘူးဆိုတဲ့သဘောမျိုးဒါပေမဲ့စပီနာကစူးစမ်းတယ်ကျမအမဟာမတရားသဖြင့်လူပုံလဲမှာလူ300လောက်ရဲ့ရှေ့မှာအသက်ခံရတာပါရှင်ကပြောတော့စုတ်ထမနိုင်တဘာကောင်းဆိုနာမည်ကြီးသတင်းတော့ဆိုချိန်ပေါင်းများစွာခါပေါင်းများစွာစပီနာရဲ့အားထုတ်မှုနဲ့မီရာကဒီကောင်မလေးဇွဲကောင်းလိုက်လားဒီလောက်တောင်ဇွဲကောင်းနေပုံထောက်ရင်တော့ဆိုပြီးတော့အမှုကိုပြန်လဲလေ့လာတဲ့အခါမှာစပီနာပြောတဲ့အတိုင်းတကယ့်ကိုမတော်မတရားအနိုင်ကျင့်ခံရတဲ့ကိစ္စဆိုတာသိသွားတာနဲ့တပြိုင်နက်မီရာဟာစုတ်ထမှန်နိုင်သမားကောင်းပြီးပြီသူ့ရဲ့ပင်ကိုယ်စဲအရာခုနကဘဝင်ကိုင်တာတို့လေဟတ်တာတို့ရှိပေမဲ့မတရားမှုလို့သိသွားတာနဲ့တပြိုင်နက်တည်း New Delhi Evening News ညနေ television အစီအစဉ်ကနေစပြီးကြော်ညာလိုက်တယ်စပြီးသတင်းထုတ်လိုက်တယ် No one killed Jessica ကိုဘယ်သူမှမတတ်ဘူးလားနောက်နေ့မနေ့ New Delhi သတင်းစာတွေမှာစလုံးမဲကြီးနဲ့ No one killed Jessica မတတ်ဘူးလားဘယ်သူမှမတတ်ဘူးလားဘယ်သူမှမတတ်ဖဲနဲ့ဒီကောင်မလေးသေးသလားနေရောညာရောသတင်းတွေဇက်တိုက်ထုတ်လွှင့်မှုရဲ့နောက်မှာ New Delhi မြို့ရဲ့ပတ်လည်မှာရှိတဲ့မြို့နယ်တွေကျေးရွာတွေကလူတို့ဟာဒီသတင်းတွေကိုနေ့စဉ်နဲ့အမျှတွေ့ပြီးတော့ဒီဖြစ်စဉ်ကိုသိပြီးတော့ Jessica ဘက်ကနေမခံမရနိုင်တဲ့စိတ်နဲ့ New Delhi မြို့ကိုချီတက်လာကြတယ်ဆိုင်းဘုတ်တွေကန်ပြီးတော့ကျွန်တော်တို့8 လ88လူတို့ရေတော်ပုံကြီးမှာတသွေးတဲ့တတန်နဲ့စူးစီးညီညွတ်ခဲ့ကြသလို2009ရှောင်းတော်လန်ရေးမှာစီလုံးခဲ့ကြသလိုပေါ့လှိုင်းလုံးတွေတဖြည်းဖြည်းနဲ့တက်လာတဲ့အချိန်မှာ New Delhi မြို့ကိုချီတက်လာကြတယ် Justice for Jessica အတွက်တရားမျှတမှုပြန်ပေးအဲ့လိုအုံကြွဖြစ်လာတဲ့အချိန်မှာပဲတကယ်မျက်မြင်ကိုယ်တွေ့ဖြစ်တဲ့လူ300ဟာနေစရာမရှိတော့ငါတို့ကမျက်မြင်ကိုယ်တွေ့ဖြစ်ပါရက်နဲ့သူတို့လိုတတ်တည်မရှိဘူး
ကြည့်ပါဦးငါတို့လိုမျက်မြင်ကိုယ်တွေမဟုတ်တဲ့လူတွေကအုပ်စုလိုက်တယ်မြို့တလီမြို့ကိုချစ်တက်လာလိုက်ကြတာဖြစ်ချင်ရဖြစ်ငါတို့လည်းဒီကောင်မလေးတွေတက်သိလိုက်မယ်ဆိုပြီးတော့အဲ့ဒီလူ300ဟာဝုန်းငနဲ့ထရက်လိုက်တဲ့အချိန်မှာပွဲပြီးတော့ပါတယ်ကျမတို့ဟာအဲ့ဒီနေ့အဖြစ်ပြက်မှာကျွန်တော်တို့ဟာအဲ့ဒီနေ့အဖြစ်ပြက်မှာအတိတ်ကမျက်မြင်တက်သိတွေပါလို့ထရက်လိုက်တဲ့အချိန်မှာပွဲကကြီးကောင်းသွားပြီအဲ့ဒါလို့တောင်းနေဖြစ်လာတဲ့အတွက်မြို့တလီမြို့ရဲ့အမြင့်ဆုံးတရားရုံးကဒီအမှုကိုပြန်လည်ပြီးတော့စစ်ဆေးပေးရတယ်စစ်ဆေးပြီးတဲ့အခါမှာအမှုမှန်ပေါ်ပေါက်တဲ့အတွက်ထောင်ဒဏ်နှစ်ကာလများစွာကွန်ကရစ်အမတ်ရဲ့သားနဲ့အပေါင်းပါတွေကိုစီရင်လိုက်တယ်အဲ့ဒီမှာကြီးစံတွေကိုလဲပေးတဲ့ရဲတွေလည်းပါတာပေါ့အဲ့ဒီလိုနဲ့ဇလန်းကပြီးတဲ့ချိန်မှာပဲအင်မတန်တော်တဲ့ဒါရိုက်တာကပြကွက်တစ်ခုကိုရိုက်ပြတယ်အုတ်ကူလေးဘေးမှာစိုက်ကြီးတင်ငယ်ငိုကျွေးနေတဲ့စပီနာဇကာတကားလုံးမှာတင့်ခံခဲ့တဲ့စပီနာအမငါမငိုဘူးငါမျက်ရည်မကျဘူးနေ့ရဲ့အမှုအမှန်တိုင်းမဖြစ်မချင်းငါမျက်ရည်မကျဘူးလို့ပြောခဲ့တဲ့စပီနာခုတော့အုတ်ကူလေးပေးမှာစိုက်ကြီးတငယ်ငိုကျွေးနေပြီအမနေ့ရဲ့အမှုကိုအမှန်တိုင်းဖြစ်အောင်ငါစူးစမ်းနိုင်ခဲ့ပြီငါ့ကိုငိုခွင့်ပြုပါတော့တိမ့်လိုက်စိုက်ကြီးတငယ်ငိုကျွေးနေတဲ့စပီနာအဲ့ဒီအချိန်မှာမီရာရဲ့စကားလေးတစ်ခွန်းနဲ့ဇကားကိုအဆုံးသတ်တယ်မီရာကစကားတစ်ခွန်းပြောပါတယ်တကယ်တော့တဲ့အမှန်တရားဆိုတာပြည်သူလူထုရဲ့လက်ထဲမှာပဲရှိပါတယ်တကယ်တော့တဲ့အမှန်တရားဆိုတာပြည်သူလူထုကြီးရဲ့လက်ထဲမှာပဲရှိပါတယ်မကြခင်မှာကြာရောက်မယ်2015ဆိုတဲ့ကာလကိုတကယ်အမှန်တရားဟာပြင်စမမန်တိုင်လို့ခေါ်တဲ့ကျွန်တော်တို့ပြည်သူလူထုကြီးရဲ့လက်ထဲမှာပဲရှိပါတယ်ဆိုတာကိုသတိပေးပြောကြားရင်းညီကုန်းချုပ်ပြစေတာလွတ်လပ်ဘဝတွေလုံခြုံစိတ်ချလူမှုဘဝထွေထွေညီနောင်ချင်းချင်းစင်မခင်ကြတဲ့လေမတူတာချပြဆွေးနွေးကြလေလူချင်းပဲညံလင်းမပွင့်ပဲကြီးစံတွေအစာပန်းများပွင့်ဝေငိုတန်တွေအစာပြုံးများတင်ပါစေ Hey ဒီရင်းစချီဆရာထုံးတာလေးဆရာမင်းရဲ့စာပေပေါ်တော့အောင်မြင်စွာပြည့်ကြကြောင်းဒီများအပ်ပါရှင်။ဖပြိုင်နိုင်အောင်ခစ်စစ်ချင်းချင်းပြချွေရှင်းချခဲ့ရရစုလေးဝဲလေးတန်တရားကြိုးကမွေးချဘဝတွေနိုင်လို့မြင့်ချက်အမုန်းစစ်ပွဲတွေတန်တရားနှကြော့ဆုံးတတ်ကြပေဒီစံတွေအစာပန်းများပွင့်ဝေငိုတန်တွေအစာပြုံးများတင်ပါစေဟေးဒီရင်းစချီရဲ့ရပါတော့တိုင်းရင်သားချင်းချင်းချစ်ကြည်စေ